ဆိုတော့မင်္ဂလာပါ bro မင်္ဂလာပါ bro ကျွန်တော် podcast လုပ်မယ်နဲ့တိုင်ပင်ထားတာ3 ခါလောက်ရှိပြီအခုမှပဲဟုတ်တယ်ဖြစ်တော့တယ် okay အဲ့တော့နောက်ဆုံးတော့က อืม bro လာပြောတယ်ပြီးတော့ကျွန်တော်ထပ်ပြောတယ်နောက်အချိန်ကြီးမပေးရနဲ့အခုမှပဲလုပ်ဖြစ်တယ်ဒီမှာလုပ်ဖြစ်တယ်အဲ့တော့အဓိကကျွန်တော်ဒီ podcast လုပ်ရှင်တဲ့အကြောင်းရင်းကလူငယ်တွေအတွက်ပေါ့နော်အဓိကကျွန်တော်အဲ့တော့လူငယ် podcast ဆိုပြီးတော့လည်းနာမည်လေးပေးထားတာပေါ့ bro အကြောင်းလေးကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးဦးကျွန်တော်ဆိုရတဲ့ဒီကြည့်ရတဲ့သူတွေအတွက်ပေါ့ okay bro နာမည် ဟုတ်ကဲ့ bro လက်ရှိမင်္ဂလာပါဗျကျွန်တော်ဒီ podcast ထဲမှာကျတော့ဒီ bro main cat ဘက်က audience လေးရှိမယ်ကျွန်တော်ရဲ့audience လေးရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်မသိသေးတဲ့ဆိုတော့ကျွန်တော်ကဖုန်းမြင့်တန်းလို့အများဆုံးသိကြတယ်တချို့ကျတော့လည်း rain လို့သိကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အဓိက main job ကတော့ကျွန်တော်ဒီကျင်းဦးလွင်မှာလင်းလက်ကျဲစင်ဟင်းဆိုတဲ့ private school မှာmanager ဖြစ်လုပ်ကိုင်နေတယ်ပေါ့နော်ဒါကလည်းကျွန်တော်ရဲ့အိမ်စီးပွားရေးတစ်ခုပေါ့နော်အဲ့อืมတော့ကျွန်တော် family business တစ်ခုပဲကျွန်တော်ဆက် run ပေးနေတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ကဒီ entrepreneurship ကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်ပေါ့နော်ကိုယ်တိုင်ဒီပညာလန်းဆိုတဲ့ อืม education agency တစ်ခုကိုထောင်ထားတယ်ပေါ့အဲ့ဒါလည်းကျွန်တော် border တယောက်နဲ့ပဲထောင်ထားတာသူကလည်းဒီ19 20ဝန်းကျင်ပဲရှိသေးတဲ့လူငယ်တယောက်ပေါ့နော်ဒီ agency မှာတော့ကျွန်တော်တို့ကဒီစင်ကာပူမှာရှိတဲ့ဒီ college university တွေကိုရှောက်ချင်တဲ့သူတွေအတွက် service ပေးတဲ့အဓိက service လုပ်ပေးတဲ့ agency ပေါ့အဲ့တော့ကျွန်တော်အဓိက job ကတော့2 ခုလုပ်တယ်နောက်တစ်ခုကျွန်တော်တို့အခုဒီ podcast မှာကျွန်တော်ရိုက်တယ်လို့ပဲ content creation ပေါ့ဒါကတော့ကျွန်တော်အနေနဲ့side hustling ပုံစံမျိုးလုပ်တယ်ပေါ့နော်အဲ့ okay တော့ဒီ podcast ထဲမှာbro မင်းခန့် audience တွေပါတယ်ဆိုရင်လည်းတွေ့ရဝန်တာပါတယ်bro မင်းခန့်တော့မအောင်မြင်သေးပေမဲ့ကျွန်တော်ကြိုးစားနေတယ်ပါ မဟုတ်တာစပြီကျွန်တော်လည်းမအောင်မြင်သေးပါဘူးဆိုတော့ okay bro ကျေးဇူးအများကြီးတင်ပါတယ် trend bro အသက်ဘယ်လောက်ရှိပါ yes လဲပြောလို့ရလားကျွန်တော် bro ပါဗျ18ထဲမှာပေါ့စကွန် အရင်ငယ်အရင်ငယ်တယ်ဟို yeah ဘာဖြစ်ဖြစ်ဟိုဘယ်လိုပြောရမလဲဒီမှာဆိုရင်ကျွန်တော်ကကြတော့20ထဲမှာပေါ့လေ20 21ထဲမှာဆိုတော့20 yes ဆယ်ကျော်သက်ထဲမှာဆိုတော့ဆယ်ကျော်သက်အရွယ်နဲ့ကျွန်တော်20ဝန်းကျင်အရွယ်နဲ့အာဘယ်လိုပြောရမလဲအဲ့ yeah တွေး yeah တွေးခေါ်တဲ့ဟာလေးဒီမှာ sharing လုပ်လို့ရတာပေါ့လေကျွန်တော်ကတော့မိခန့်မှာလက်ရှိကတော့ကျွန်တော်စာအုပ်တွေရှေ့လောက်ထိရေးထားတယ်စာရေးဆရာပေါ့လေဒီချိန်ထဲမှာပဲကျွန်တော် digital marketing agency အနေနဲ့မင်္ဂလာပါ marketing ရဲ့ founder လည်းဖြစ်တယ်ပြီးတော့လည်းကျွန်တော် content creation ဆိုတဲ့career ကိုလည်းလောက်တာ3 နှစ်လောက်တော့ရှိပြီပေါ့လေဗီဒီယိုတွေရိုက်တယ်စသဖြင့်ပေါ့ yeah အဲ့တော့ okay အဲ့တော့မေးခွန်းလေးနဲ့စလိုက်မယ် bro yes bro okay yes bro အခု session နဲ့ဆိုတော့ဟို bro အနေနဲ့ပေါ့နော်ဒီအသက် session နဲ့ဝင်ခြင်းမိထားပါတော့16လောက်ခရကနေစပြီးတော့ဒီ session လောက်ထိ bro လောက်လာတဲ့အထဲမှာပေါ့ bro အကြိုက်ဆုံးအရာတွေသို့မဟုတ်ဒီလူငယ်တွေ inspire ဖြစ်စေမဲ့ bro စီကအလေးကျင့်ကောင်းလေးဆိုဘာတွေဖြစ်မလဲလူငယ်တွေစမ်းသပ်ကျွန်တော်ပေါ့ ဟုတ် bro ဟုတ်ကျွန်တော်ကဒီငယ်တော့တိတ်လိမ်ပါတယ်စာကျူးသားတွေတော့မပါဘူးပေါ့နော် yeah ဒီဒါပေမဲ့တော့ကျွန်တော်အရင်တော့ game ဆော့တယ်အဲ့လိုမျိုး type ပုံစံမျိုးကျွန်တော်ဘယ်ချိန်မှာစပြောင်းလဲပြင်လဲဆိုတော့15နှစ်ဝန်းကျင်ပေါ့နော်15နှစ်ဝန်းကျင်ကျွန်တော် covid တွေပြီးသွားတဲ့အချိန်မှာဒီကိုယ့်အကူတိုးတက်အောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့တယ်ပေါ့နော်အဲ့တော့အခုချိန်မှာခုနကဘယ်လိုပြောခဲ့သလိုပဲအရင်အောင်မြင်နေတဲ့အကောင်လည်းမဟုတ်သေးဘူးတိုးပေမဲ့လူငယ်တွေအနေနဲ့ပေါ့နော်ကျွန်တော်လည်းဒီ session နဲ့ဆိုတဲ့အနေအထားမှာဟိုအောင်မြင်တယ်လို့မဆိုလို့ဘူးတိုးပေမဲ့နေရာတစ်ခုရောက်နေရပေါ့နော်အဲ့တော့ကျွန်တော်စီရနေပြီးတော့inspire you စေခြင်းတဲ့ habit တစ်ခုဆိုရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်ကmotivation ထက် discipline ပေါ့อืม discipline ကိုဦးစားပေးလုပ်ဖြစ်တယ် yeah discipline အဲ့ဆိုရင် bro ညာစပြီးတော့ဒီ self discipline ပေါ့လေကိုစီကံရှိဖို့တော့အဲ့ဒါတွေကို track yes တဲ့အခါကျရင်bro ဘယ်လိုပြောရမလဲစိတ်အဆင်မပြေတာတို့တည်မလားဒါကြီးကိုဘာမလုပ်ရွှင်မဲ့လုပ်ခဲ့ရတဲ့အချိန်တွေရှိလားသို့မဟုတ်အဲ့လိုမျိုးခက်ခဲဆုံးအရာတွေကဘာလဲ self discipline တိဆောက်တဲ့အခါကျရင်လူငယ်တယောက်အနေနဲ့ကွာဘာလို့လဲဘာလို့လူငယ်တယောက်အနေနဲ့ညာဆိုတော့ဟုတ်တယ်ဟိုလူငယ်တွေကကြတော့ကွာဒီအချိန်မှာသူတို့က yeah set discipline ကမလိုအပ်ပါဘူးကွာသိမလားမင်းအငယ်သေးတယ်လွတ်လွတ်လပ်နေပါဆိုပြီးပြောရတဲ့ဟာတွေလည်းရှိတယ်ကွာအဲ့တော့ bro အနေနဲ့ဒီဟာကို balance ပြအောင်ဘယ်လိုသွားလဲပေါ့ ဘယ်လိုသွားလဲဆိုတော့ bro ကျွန်တော်အဓိက self self discipline ရှိတဲ့နေရာနှစ်ခုရှိရပါတော့ပထမတစ်ခုကကျွန်တော်တို့ဒီ walk ပေါ့အလုပ်ပေါ့ကျွန်တော်ဒီလုပ်နေတဲ့လုပ်ငန်းတွေပေါ့နောက်တစ်ခုကကျွန်တော်ဒီ health ပေါ့ကျန်းမာရေးကျွန်တော် gym ကိုပုံမှန်သွားတယ်อืมအဲ့တော့ဒီနှစ်ခုတော့ကျွန်တော် discipline အရှိဆုံးဖြစ်အောင်လုပ်တယ်ပေါ့อืม okay အဲ့တော့ကျွန်တော်ကဘယ်လိုပြောရမလဲအ gym ဆိုလဲဒီလိုပဲကျွန်တော်ပြင်းတဲ့ရက်တွေရှိတယ်မသွားကျင်တဲ့ရက်တွေရှိတယ်เนาะကျွန်တော်ကမနေ့ပိုင်းတိတ်မထခြင်းနဲ့တိုးပေမဲ့လည်းမနေ့ပိုင်းမှာသွားပြတယ်ပေါ့အဲ့တော့အဲ့လိုမျိုးအခြေအနေမှာဆိုလဲကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ရဲ့ dream physics ရှိရပေါ့နော်အဲ့တော့ဒီ dream physics ကိုပဲ
ဘယ်လိုပြောရမလဲစိတ်ထဲမှာမြင်အောင်လိုက်တယ်โอเคအဲ့လိုပဲအဲငါဒါတွေကျွန်တော်တို့ဘယ်လိုပြောရမလဲဟို bro တိမလားတော့မသိဘူး first lane to the millionaire first lane ဆိုရဲတည်ရထုတ်ရှိရပါတော့အဲ့စာအုပ် yeah bro MJ ဒီမာကိုလာမသိဘူးอืมတည်အဲ့အဲ့ထဲမှာရေးထားတာပေါ့ကျွန်တော်အဲ့ဒါလေးဖတ်မိလို့ yeah sharing လုပ်ပေးချင်တာပေါ့နော်ဟုတ်ရသူကလေဟိုကျွန်တော်တို့ကိစ္စတစ်ခုပေါ့နော် goal တစ်ခုကိုချမှတ်ပြီးသွားတယ်ဆိုရင်ကျွန်တော်တို့ကဒီ result ထက် process ပေါ့ကျွန်တော် event ထက် process ကိုပိုချစ်တယ်ပေါ့နော် yeah အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးလေးစဉ်းစားလိုက်တယ်อืมဥပမာထားပါတော့ကျွန်တော်ခုနကပြောခဲ့လို့ပဲဂျင်းမှာဆိုရင်လည်းဘယ် body ဘယ်လိုကြီးဖြစ်မှဆိုတာတဲ့စော့နေရတာကိုနှစ်သက်အောင်လုပ်လိုက်တယ်အလို့ဆိုလဲဥပမာကျွန်တော်ဘယ် goal ကိုရဖို့တဲ့ goal ကလည်းအရေးကြီးရပေါ့နော် yeah yeah တို့ပေမဲ့ဒီ goal ကို focus လုပ်တယ်တစ်ချိန်တည်းမှာပဲဒီ process ကိုလုပ်နေတဲ့အလုပ်လုပ်တယ်content creation ဆိုလဲ video ရိုက်တယ် script ရေးတယ် video editing လုပ်တယ်ဒါကိုကျွန်တော်ချစ်အောင်ကြိုးဟုတ်စားတယ်ပေါ့တကယ်စိတ်ထဲကလည်းလုပ်ယူတယ်ဆိုတော့တကယ်ချစ်တယ်ပေါ့ကိုယ်အဲ့လိုမျိုးပြောရအဲ့တော့ စိတ်ထဲကကိုသူကသူလောက်ရတာကြိုက်နေလားโอเค bro ပြောနားထောင်တော့ကျွန်တော်အဲဘာသင်ခန်းစာရလဲဆိုတော့ဟို goals ကတော့လူတိုင်းမှာရှိရကွာဟိုကဖြစ်ရှင်တယ်ဒီကဖြစ်ရှင်တယ်ဒါပေမဲ့အာရရဘာနဲ့တူလဲဆိုတော့အဲ့ဒီ goals ကိုသွားနေတဲ့ခီးပေါ့အဲ့ဒီခီးတစ်ချောင်းလုံးကပျော်နေမှအဲ့ဒီ goal ရောက်မှာကွာတင်မလားဒီခီးသွားဟုတ်တယ်ဟုတ်တယ်ဘာလို့မင်းမပျော်ဘူးဆိုရင်အဲ့မင်းသွားချင်တဲ့ခီးကိုမရောက်ဘူးဆိုတဲ့ဟာနဲ့တူတယ်ပေါ့လေအဲ့တော့ကျွန်တော်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကကြတော့ကျွန်တော် self discipline အရင်ကြီးတော့အားမကောင်းဘူးပေါ့နော်ကျွန်တော်ပုံစံကကြတော့အရင်ကြီးတော့အားမကောင်းညဘူးတစ်ချိန်တည်းမှာကျွန်တော်လုပ်တဲ့ပုံစံကကြတော့ you လေးပဲတွေးတာပေါ့အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်ကျွန်တော်ရိုးရိုးလေးပဲတွေးတာအဲ့ဒါကိုရိုးရိုးလေးမတွေးဘဲနဲ့အရင်ကြီးချုပ်ချက်ခတ်သွားရင်အဲ့ဒီလောက်ကမပြီးတော့ဘူးဟိုဘရိုဂျင်သွားတာနဲ့ပတ်သက်လာရင်ဘရိုဆိုရင်မနေ့စောစောထသွားတယ်လို့ထားပါတော့ဘယ်ဟုတ်တယ်ချိန်လောက်ဆိုပြီးတတ်တမတ်တဲ့ထားလာတယ် right အချိန်တစ်ခုဆိုရင်အဲ့လိုမျိုးထားတယ်ကွာအဲ့တော့ကျွန်တော်လည်းအဲ့လိုလုပ်ခဲ့ဘူးအရင်က9နိုင်sorry 9နိုင်လောက်ထားမယ်6နိုင်ခွဲလောက်တော့ဂျင်ကိုရောက်အောင်သွားမယ်အဲ့လိုမျိုးတွေးတယ်ပေါ့နော်အဲ့တော့အဲ့ဒါအသက်ဘယ်လောက်မှလဲဆိုတော့19 20လောက်မှဖြစ်မယ်ထင်တယ်အဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်အဲ့လိုမျိုးလုပ်လိုက်တယ်လုပ်လိုက်ပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာမထနိုင်တော့ဘူးလူကဂျင်းသွားမဲ့အချိန်ကြော်သွားအောင်ကြော်သွားတဲ့အခါကျဟုတ်တော့တယ်လဲဆိုတော့ကို blame လုပ်တယ်ကွာသိရမလားငါလုံနိုင်ဘူးလားစသဖြင့်အဲ့လိုမျိုး blame လုပ်တဲ့အခါကျတော့ကိုအဲ့လိုမျိုး self confidence ကျသွားအောင်သိရမလားအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နောက်ပိုင်းကျကျွန်တော်အဲ့လိုမတွေးတော့ရိုးရိုးလေးတွေးလိုက်တာငါပါလဲဆိုတော့ငါနိုးတဲ့အချိန်ကျင်သွားမယ်ပြီးသွားပြီကျွန်တော်ရဲ့ browser ကရှင်းတယ်ငါနိုးတဲ့အချိန်ကျင်သွားမယ်အရင်ကြီးတွေးမနေတော့တခုဆိုရင်လေအာမနေ့၈နိုင်မှနိုးရဆိုလဲရ၈နိုင်နိုးရင်ငါကျင်သွားလိုက်မယ်အဓိကကျင်ရောက်သွားဖို့အဓိကပဲအဲ့လိုလေးတွေးပြီးတော့လုပ်တဲ့အခါကျတော့နည်းနည်းပို့ပြီးတော့မြန်လာလို့ခံစားရတယ်လုပ်ပြီးရလို့ခံစားရတယ်ပေါ့လေဒါကတော့ဟိုကျွန်တော်အတွေးပေါ့နော် bro ကကြတော့ဟို ဟုတ်တယ် set ဟုတ်တယ် bro ပါတယ်ကျွန်တော်ကကြတော့ဟိုပေါ့ပါလေးနဲ့ usually တွေးပြီးတော့အလုပ်တစ်ခုပြီးအောင်လုပ်တယ်အဲ့လိုမျိုးပေါ့ okay good bro ကျွန်တော်ဒီညမှာစိတ်ဝင်စားတာလေဟုတ် bro ဟိုစာအုပ်တွေလည်းတော်တော်များရေးခဲ့တယ်ပေါ့နော်ခုနကအခုဆိုရင် bro ဘယ်နဲ့ကိုအုံမြောက်တင်တယ်ဆက်ထုတ်မယ်ဆိုရင်ပေါ့ဟုတ်တယ်ကိုအမြောက်ဆက်ထုတ်ဖို့ရှိဟုတ် တယ် bro အဲ့တော့ဟိုကျွန်တော်သိရတဲ့လောက် bro ဒီ City Mart မှာလည်း bro best seller ဖြစ်ခဲ့တယ်ပေါ့နော်အခုလည်းဖြစ်နေစေတယ်ဟုတ်ကျွန်တော်တခါလေးဟိုမန်လေးရောက်တော့ကကျွန်တော်လက်ရှိပြည်ဦးမှာနေတယ်တခါလေးမန်လေးအလုပ်ကိစ္စရှိတယ်မီတင်သွားရဆိုရင် City Mart မှာကျွန်တော်ကစာအုပ်တန်းကိုတန်းသွားပြတာအဲကျန်တဲ့ဥစ္စာတွေပါနောက်မှကြည့်တယ်စာအုပ်တန်းသွားပြတယ်ဆိုဘလို့စာအုပ်ကိုလည်းတခါလေးတွေ့မိတယ်အဲ့မှာတဲ့โอเคကျေးဇူးပါအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်စိတ်ဝင်စားတာ bro ဒီစာအုပ်တွေကျွန်တော်ဆိုရင်လေပုံဝင်လင်းပြောရမယ်ဆိုရင်စာအုပ်ထုတ်ဖို့ plan ရှိတယ်ထုတ်လဲထုတ်ရှင်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲခုန discipline ဆိုတဲ့ကျွန်တော်ကဒီအလုပ်ကိုပဲဦးစားပေးဖြစ်လို့လားမသိဘူးဒီစာအုပ်ဘက်ကိုတိတ်မရောက်ဖြစ်ဘူးอืมအဲ့တော့ bro အနေနဲ့ဆိုရင်ဒီစာအုပ်ထွက်ဖို့ပေါ့နော်ဟိုဆယ်ကျော်တက်အနေနဲ့စာအုပ်ရေးခဲ့တယ်ထွက်ဖို့ရော bro ဘယ်လိုmanage လုပ်ခဲ့လဲပေါ့โอเคဒီ self discipline အနေနဲ့ပဲတွားခဲ့လားဒါမှမဟုတ် bro ပေါ့ပေါ့ပါပါပဲอืมအေးစေးပဲရေးခဲ့တာလားအဲ့လိုမျိုးအဲ့ဒါကိုပြောရမယ်ဆိုရင်ကျွန်တော်အကြောင်းလေးနည်းနည်းပြောမှရလိမ့်မယ်ကျွန်တော်အကြောင်းလေးနည်းနည်းပြောမှရလိမ့်မယ်အဲ့တော့ဟိုကျွန်တော်ကအသက်16ပေါ့16မှာ10တန်းပြီးချင်းမှာကျွန်တော်ရဲ့ first ဝါသနာပေါ့ first passion ကဘာလဲဆိုတော့ကျွန်တော်အဆိုတော်ဖြစ်ရှင်တာကျွန်တော်အဆိုတော်အရင်ဖြစ်ရှင်တယ်အဲ့လို rapper တို့ဘာတို့အရင်သဘောကျတယ်ပေါ့လေအဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်အဲ့အသက်16လောက်မှာကလေးကပေါ့နော်ကျွန်တော်အဲ့private school ပေါ့ကျွန်တော် private school မှာကလေးကဘာလို့လဲဆိုတော့တခြင်းတွေပါတယ်ကျွန်တော်ရေးတယ်ပေါ့ခုံတွေပါတယ်ခောက်ပြီးရေးရတယ်မပါတယ်အဲ့တော့အဲ့အကျန်းလေးတစ်ပုဒ်ရေးခဲ့တယ်တခြင်းတစ်ပုဒ်ကို10တန်းပြီးတဲ့အချိန်ပေါ့နော်10တန်းပြီးတဲ့အချိန်မှာဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒါကိုမုံဘိုးစုတယ်ပေါ့အင်အားပြီးတဲ့မုံဘိုးကျွန်တော်ကကျတော့နေမှာကြီးတာဗျမကွေးဘက်ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့မွေးရဲ့ဇာတိပေါ့လေအဲ့တော့အဲ့ကနေပြီးတော့ကျွန်တော်ဟိုဘယ်လိုပြောရမလဲအိမ်ကနေပြီးမိုးဘိုးလေးပါလေး9000 6000လောက်ရပြီဆိုရင်ကျွန်တော်ကကိုကြီးထားတဲ့တခြင်းတို့သွားပြီးတော့စတူဒီယိုသွားပြီးအတန်သွင်းတာအတန်သွင်းပြီးတော့တခြင်း3ဘိုးလောက်ကျွန်တော်ထွက်လိုက်သေးတယ်တခြင်း3ဘိုးလောက်ကျွန်တော်ထွက်လိုက်ပြီးဟုတ်ဟုတ်တော့ကဟိုသွင်းထားတဲ့ဟာရှိတယ်ကျွန်တော်မှာတင်လို့မရဘူး copyright မိနေလို့ဘီရ
တီးဟေတာာတီးတော့မှ YouTube အဖြစ်နေတော့တင်လို့မရဘူးဖြစ်တယ်ရအဲ့လိုမျိုးလုပ်ခဲ့ပူတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်3 ပုတ်လောက်လုပ်ပြီးတဲ့အချိန်မှာကျွန်တော်စဉ်းစားရတယ်ဟင်ဒီအကြီးကငါ့အတွက်အလုပ်ဖြစ်ရလားပေါ့ကျွန်တော်စဉ်းစားအဲ့16လောက်မှာစဉ်းစားငါတချင်းနေဆိုတော့ဆိုနေတယ်ဒါကြီးအလုပ်ဖြစ်ရလားပေါ့လေကျွန်တော်စဉ်းစားတဲ့အချိန်မှာထင်တော့အလုပ်မဖြစ်ဘူးရဘာလို့လဲဆိုတော့အိမ်ကကျွန်တော်ကိုအရင် supporting မပေးနိုင်ဘူးပေါ့လေမပေးနိုင်တဲ့အခြေအနေဆိုတော့တချင်းတစ်ပုတ်ထွက်ဖို့ကိုအိမ်ကနေပြီးတော့မဟုတ်ဘူးစုနေရအရန်ကြာတယ်ပြီးတော့ရဟုတ်တယ် ဘလို့မှအလုပ်မဖြစ်တော့တော်ပြီကွာလို့ငါအဲ့ဒါမလုပ်တော့ဘူးဆိုပြီးတော့ဘာလုပ်လဲဆိုတော့ကျွန်တော် online shop လုပ်တယ် online shop လုပ်တယ်ဆိုတာဒီတိုင်းပဲskin care တွေကိုကျွန်တော်ရောင်းဘူးတယ်ပေါ့လေအဲ့ဒါဘယ်လောက်မှမကြာပါဘူး2 ပတ်လောက်ရောင်းပြီးတော့အဆင်မပြေလို့ဆက်မလုပ်တော့2 ခုလောက်လုပ်ပြီးသွားပြီအဲ့ဒီမှာကြရအဲ့လိုနဲ့ okay ငါဘာမှမလုပ်တော့ဘူးခဏနားမယ်ဆိုပြီးတော့ကျွန်တော် landing page ကိုရွှေ့လိုက်တယ်အဲ့လိုဆောင်းတော့လည်းမျိုး creation လုပ်တာတို့အဲ့လိုမျိုးမလုပ်တော့ဘာမှမလုပ်တော့ကျွန်တော် landing page ကိုလုပ်လိုက်တယ် landing ဆိုတော့လေ့လာမယ်ပေါ့လေ့လာမယ်ဆိုတော့အင်ကဖုန်းလေးတစ်လုံးဝယ်ပေးတယ်ဖုန်းလေးတစ်လုံး Redmi ဖုန်းလေးဝယ်ပေးရမှတ်မှတ်ရပါလေRedmi ဖုန်းလက်ထဲရောက်လာတဲ့အချိန်မှာကျွန်တော် YouTube စမ်းပြီးလေ့လာပြီးကြည့်တယ်ပေါ့အဲ့ဒီမှာပြီးတော့ကျွန်တော်စာအုပ်စာဖတ်မယ်ဆိုပြီးတော့စာအုပ်ဆောင်သွားတယ်ပေါ့စာအုပ်ဆောင်သွားတဲ့အချိန်မှာကျွန်တော်ဝယ်ချင်တဲ့စာအုပ်ကတက်ကျွန်တော်ဝယ်ချင်တဲ့စာအုပ်ကတက်အဲ့မှာကျွန်တော်ဝယ်ချင်တဲ့စာအုပ်မရှိတဲ့အခါကျတော့စာအုပ်ဆိုင်တွေပြန်ထွက်မယ်လို့တဲ့အချိန်မှာအဲ့စာအုပ်ဆိုင်အမကနေပြီးတော့မောင်လေးဒီစာအုပ်ကကောင်းတယ်ဆိုပြီးကျွန်တော်ဒီ21ရာစုသားရွှေဆိုတဲ့စာအုပ်လေးပေးလိုက်တယ်စာအုပ်စီကလည်း1500လောက်ပဲရှိအဲ့ဒါနဲ့ကျွန်တော်ဝယ်လာလိုက်တယ်ပေါ့လေအဲ့ဒီစာအုပ်ကကျွန်တော်ကိုအများကြီးပြောင်းလဲသွားစေလို့ပြောလို့ရတယ်အဲ့ဆယ်ကျော်သက်အရွယ်မှာဘယ်လိုလဲသိပါလိမ့်မယ်21ရာစုသားရွှေဦးဆိုတဲ့စာအုပ်မြန်မာပြန်စာအုပ်ပေါ့လေသိရ bro ကြားဘူးတယ်အဲအဲ့စာအုပ်ပေါ့အဲ့ဒါနဲ့ကျွန်တော်အဲ့စာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာအရန်ဟိုဆယ်ကျော်သက်လူငယ်တယောက်ဆိုအဲ့ဒါမဖြစ်မနေဖတ်ကိုဖတ်ရမယ်ဆောင်းတော့ပါတယ်ကွာအဲ့စာအုပ်ကတိလားအဲ့တော့အဲ့ဒါနဲ့ကျွန်တော်အဲ့စာအုပ်ဖတ်ပြီးတဲ့အချိန်မှာလူကဟိုဘယ်လိုပြောရမလဲတွေးရဲ့ပုံစံလေးနည်းနည်းပြောင်းသွားတယ်အဲ့မစိုးဘူးပေါ့မိုက်တယ်နဲ့ဆိုပြီးတော့ကျွန်တော်နောက်ထပ်စာအုပ်တွေထပ်ဝယ်တယ်ဖေမြင့်စာအုပ်တွေဆက်လိုက်ဝယ်တယ်အဲ့တော့ bro ဖေမြင့်စာအုပ် bro ဖတ်ဘူးလားဆရာဖေမြင့်စာကျွန်တော်က bro ပွင့်လင်းလင်းပြောရရင်ဗမော်သိန်းပေတည်လာ bro ဗမော်သိန်းပေနဲ့ဖေမင်းကိုကျွန်တော်ဟိုဟာလောက်ခရက်ဖတ်တာ2 တန်း 3 တန်းလောက်ခရက်ဖတ်တာအရင်မိုက်တယ်ကျွန်တော်ဖေမြင့်စာအုပ်လို့ဟုတ်တယ်ဆက်လိုက်ပါလိုက်တဲ့အချိန်မှာလို့ဖေမြင့်စာအုပ်ရဲ့ဒီဘယ်လိုပြောရမလဲအဆုံးသက်တွေမှာသူအင်္ဂလိပ်စာရေးဆရာရဲ့နာမည်ပါတယ်ကွာဟုတ်တယ်တော့အဲ့ဒီစာရေးဆရာနာမည်တွေကိုကျွန်တော် Google ခောက်ကြည့်တာပေါ့ YouTube တွေတွားကြည့်တယ် Instagram တွေတွားကြည့်တယ်အဲ့တော့ဟိုမူရင်းရေးတဲ့သူတွေရဲ့ဟာကိုလည်းကျွန်တော်လေ့လာတယ်အစမပြတ်ပေါ့လေဒါပေမဲ့အရင်နားလည်တဲ့အနေအထားတော့မဟုတ်သေးဘူးအဲ့တော့အဲ့လိုနဲ့ကျွန်တော်လေ့လာတယ်တောက်လျှောက်အဲ့ဒီဟာတွေ unconsciously ရဒီထဲဝင်နေရောဝင်နေတဲ့အချိန်မှာကျွန်တော်စဉ်းစားရတယ် okay ငါဗီဒီယိုရိုက်ရှင်တယ်ပေါ့ဗီဒီယိုရိုက်ရှင်တယ်ကျွန်တော် video creation ကိုပို့သွားလာပါတယ်ဗီဒီယိုရိုက်တာဗီဒီယိုရိုက်ရှင်တယ်ပေါ့ကျွန်တော်စဉ်းစားတဲ့အချိန်မှာဘယ်လို့မှရိုက်မရအောင်ပြောမယ်ဆိုကျွန်တော်နေတာနယ်ဘက်မှာဗျာပြီးတော့ဟိုအိမ်ကလည်းအရန်ဆူတယ်ဟိုအဲ့မှာကျွန်တော် background တွေဘာတွေကလည်းကျွန်တော်စိတ်ကြိုက်မဟုတ်ဘူးပြီးတော့ကိုယ်တိုင်ကလည်းကင်မရာရှေ့မထွက်ရဲဘူးကြောက်တယ်โอเคငါဗီဒီယိုတော့မရိုက်ရဲဘူးပေါ့ကျွန်တော်စဉ်းစားတာအဲ့ဆိုရင်ငါဘာလုပ်လို့ရလဲဆိုပြီးစဉ်းစားတဲ့အချိန်မှာโอเคငါရိုက်ရှင်တဲ့ဟာတွေကိုစာရေးမယ်ဆိုပြီးတော့ကျွန်တော်အဲ့မှာစာရေးဖြစ်သွားတာပြောရမယ်ဆိုရင်အဲ့လိုနဲ့ကျွန်တော်ကာတိုလေးတွေရေးဖြစ်တယ်ကြပြလေးရေးဖြစ်တယ်အဲ့လိုမျိုးနည်းနည်းလူငယ်ကြိုက်မဲ့စာလေးရေးဖြစ်တယ်စာရေးတဲ့အချိန်မှာကျွန်တော်မင်းခန့်ဆိုတဲ့နာမည်နဲ့ပဲရေးတာမင်းခန့်ဆိုတဲ့နာမည်ရေးတဲ့အချိန်မှာဟိုဘယ်လိုပြောရမလဲအကောင့်တွေကဟိုကျွန်တော် Facebook အကောင့်တွေကရင်းနှီးတဲ့တငယ်ချင်းတွေပေါ့လေဟိုသူတို့ရဲ့ကျွန်တော် blame တာတို့ကျွန်တော်လောင်တာတို့ပြောင်တာတို့ကျွန်တော်ခံရတယ် comment တွေပါမှာပေါ့အဲ့မှာကျွန်တော်စဉ်းစားမိတာ okay သူတို့တွေရှိနေရင်တော့ငါဆက်လုပ်လို့ဖြစ်မှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ဟိုကိုလုပ်တဲ့အရာတခုအဲ့လိုမျိုးကြီး blame တာတို့ဘာလို့ဖြစ်တဲ့ခါကျတော့ကိုကလည်းစလုပ်တဲ့သူဆိုတော့အဆင်မပြေဘူးပေါ့လေအဲ့ဒါနဲ့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ account တစ်ခုဖွင့်လိုက်တယ်အဲ့အမှ VRC best ဆိုတဲ့နာမည်နဲ့အဲ့ဒီအထိပဲကျွန်တော်လည်းမသိဘူး bro ကျွန်တော်ဖြတ်ပြောတာတော့မဟုတ်ဟိုဟာပေါ့ bro verse ဆိုတဲ့ဥစ္စာလေးကိုอืဘယ်တော့မှมလည်းမသိဘူး bro ဟာလေ profile မှာတင်ထားတာမသိဘူးကျွန်တော်ဖတ်မိထားရတယ်ပေါ့နော်bro audience တယောက်ကဟိုမေးထားပါဒီ main can ဆိုတဲ့ဘေးမှာကွင်းစာကွင်းမလေးနဲ့ verse လို့ပါတယ်ပေါ့အဲ့ဒါဘယ်လိုဖြစ်ပေါ်လာလဲဆိုပြီးတော့ audience တယောက်ကမေးထားတော့ကျွန်တော်ဖတ်လိုက်တယ် bro အရင်တော့ဟိုကျွန်တော်မှတ်မိတော့ပြောပြပါပေါ့နော်ဟုတ် bro အဲ bro ကျွန်တော်အဲ့တော့မှတ်မိနေတာအဲ့ဥစ္စာလေးကို bro game ဆော့တော့နာမည်ဆိုတာပြောတယ်ပြီးတော့အိမ်ကလည်းအဲ့တော့တိတ်ခွင့်မပြုတာ bro ရှက်လို့ဆိုပြီးတော့ဟုတ်တယ် first ဆိုတဲ့နာမည်နဲ့စာရေးပြတာဆိုလားအဲ့လိုမျိုးလေအဓိကကျွန်တော်မှတ်မိတာ bro အဓိကအဲ့အကြောင်းလေးအဓိကအိမ်ပါတယ်အိမ်ကလူတွေကမကြိုက်တာပါတယ်စာရေးရောက်သိပါတယ်ဒီမှာသူတို့မကြိုက်တာပါတယ်နောက်တစ်ခုကအဲ့တငယ်ချင်းတွေပေါ့တငယ်ချင်းတွေက blame တဲ့အခါကျတော့ဟိုကျွန်တော်က main ဆိုတဲ့နာမည်မသုံးတော့ဘူးကဲကျွန်တော်အဲ့ပက်ကြီးဆိုတဲ့နာမည်ခါအဲ့ vest ဆိုတဲ့နာမည်ကအဲ့နဲ့အဲ့ဒီဟာနဲ့ account အသစ်တစ်ခုဖွင့်ပြီးတော့ကျွန်တော်အဲ့ account မှာပဲစာရေးတယ်တကယ်တော့အခု main ဆိုတဲ့ account အရင် vest အခု main ဆိုတဲ့ account အရင် vest နောက်မှနာမည်ပြန်ပြောင်းလိုက်တာအဲ့တော့ကျွန်တော်ပုံလည်းမတင်ဘူးကျွန်တော်ကာတွန်းပုံပဲတင်ထားတာကာတွန်းပုံပဲတင်ထားပြီးကျွန်တော်အဲ့မှာစာရေးတောက်ရေးတာအဓိကကတော့ဟိုကျွန်တော်ကိုပြောင်းလဲသွားစေတဲ့စာအုပ်တွေထုတ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်စေတဲ့ဟာကတော့ဘာလဲဆိုရင်ပုံမှန်လေးပြောရရင်အဲ့လိုမျိုးကျွန်တော်ကကြတော့ဟို one thing ပေါ့လေ
self discipline လို့ဘာလို့ကျွန်တော်မှမရှိဘူးကွာအဲ့တော့ one thing လို့ပြောလို့ရတယ်တစ်ခုပဲရှိတယ်အဲ့တစ်ခုကဘာလဲဆိုတော့ငါဟိုဘာကြီးပဲဖြစ်နေနေဥပမာတရက်တာလုံးမှာငါဟိုပြင်းပဲပြင်းနေဒါမှမဟုတ်ရင်အသေးပဲကွဲနေဘာကြီးပဲဖြစ်နေကျွန်တော်ရဲ့ဟာရှင်းတယ်ငါဒီတစ်ခုကိုတော့တရက်တာမှာအချိန်တစ်နာရီပေးပြီးလုပ်မယ်အဲ့တော့ကျွန်တော်ကညရောက်ပြီဆိုရင်၈နာရီကနေပြီးတော့9နာရီပေါ့လေအဲ့ဒါကိုအချိန်ကျွန်တော်သတ်မှတ်ထားလိုက်တယ်၈နာရီကနေပြီးတော့ကျွန်တော်က9နာရီကိုဘာလုပ်လဲဆိုရင်စာရေးတယ်အဲ့ဒီအချိန်မှာကျွန်တော်စာရေးတယ်ဘာကြီးပဲဖြစ်နေအဲ့တနာရီအတွင်းမှာတော့ကျွန်တော်စာ9 ပုဒ်ဆို9 ပုဒ်ရအောင်ရေးလိုက်တယ်ပြီးသွားရင်ကျွန်တော်က Facebook ပေါ်တန်းတင်တယ်ကျွန်တော်အကောင့်တန်းတင်တယ်အဲ့လိုနေ့တိုင်းတင်ရင်တင်ရင်လည်းလူတွေကတိလာတာပေါ့လေအဓိက point ရတော့အဲ့ဒါနေပြီးတော့ကျွန်တော်စာတွေပိုရေးဖြစ်သွားတယ်ပေါ့ yeah အဲ့လိုနဲ့နည်းနည်းလေးကြာလာတော့ကျွန်တော်စဉ်းစားရတယ် okay follower နည်းနည်းရလာတဲ့အချိန်မှာစဉ်းစားရတယ်ငါစာတော့ရေးနေတာဟုတ်တယ်ပေါ့နော်6လ9လလည်းရှိနေပြီငါပတ်စံလည်းမရဘူးပေါ့ကျွန်တော်စဉ်းစားတာ income လည်းမရဘူးငါဘာလုပ်မှာလဲအဲ့မှာကျွန်တော်စဉ်းစားပြီးတော့ဘာလုပ်လဲဆိုတော့ okay အာစာရေးတယ်ဆိုတော့စာအုပ်ထုတ်လို့ရတယ်ပေါ့ဒါကျွန်တော်အတွေးပေါ့နော်စာရေးစရာဖြစ်ရမယ်ပဲကျွန်တော်မရှိဘူးစာရေးတယ်ဆိုတော့ငါစာအုပ်ထုတ်လို့ရမယ်အဲ့တော့စာအုပ်ထုတ်ဖို့အတွက်ဘာလို့လဲပေါ့နော်အရင်နည်းလိုတယ်ပေါ့လေအရင်နည်းအဓိကလိုတယ်စာအုပ်ထုတ်ဖို့ငါမှအရင်နည်းမရှိဘူးငါဘာလုပ်မလဲအိမ်ကတောင်းမလားအိမ်ကတောင်းရင်လည်းရမှာမဟုတ်ဘူးသိကြတယ်အဲ့တော့အဲ့လိုနဲ့โอเคအဲ့ဒါမတွေးတော့ဘူးကွာဆိုပြီးကျွန်တော်အဲ့ဒီ grade ကတွေးတာရိုးရိုးလေးပဲငါပတ်စံမရှိတာတွေအရင်နည်းမရှိတာတွေငါမတွေးတော့ဘူးပေါ့ငါဘာလုပ်မှာလဲစာအုပ်ထုတ်မယ်မင်းစာအုပ်ထုတ်ချင်တယ်ဆိုရင်စာအုပ်ထုတ်ဖို့အတွက်ရေးထားတဲ့ပမာဏစာအုပ်တစ်အုပ်စာရေးထားတဲ့စာတွေမင်းမရှိဘူးလို့တယ်ကျွန်တော်အဲ့ဒါကိုပဲ focus လုပ်လိုက်တယ်လုံးဝကျွန်တော်စာမျက်နှာဘယ်လောက်သွားမှာလဲဟုတ်စာမျက်နှာ300လောက်သွားမှာလားအဲ့တော့စာမျက်နှာ300နဲ့ညီတဲ့စာတွေငါရေးထားဖို့လိုတယ်ပြီးတော့ဘာအကြောင်းအရာကိုရေးမှာလဲအဓိကအမှ frame တွေတည်တယ်ပေါ့လေအဲကျွန်တော်ရဲ့စာအုပ်အတွက် frame တွေတည်တယ်ပြီးတော့ရင်ဟိုလိုမျိုးစာရွက်ပြည့်အောင်ကျွန်တော်အကြောင်းအရာတွေလေ့လာပြီးတော့တောက်လျှောက်ရေးတယ်အဲ့တော့6လကြာတဲ့အခါမှာကျွန်တော်စာအုပ်တုပ်ရေးဖို့အတိုင်းအတာတစ်ခုပြည့်သွားတယ်ပြည့်သွားတဲ့အချိန်မှာကျွန်တော်ဘာသာကျွန်တော်ဘာရေးလုပ်လဲဆိုတော့ Word file တို့ဘာတို့ကိုယ့်ဘာသာကိုလုပ်နေတာဖုန်းလေးတစ်လုံးနဲ့ပဲလုပ်နေတာလုပ်ပြီးတော့ဘာလုပ်လဲဆိုတော့အဲ့လိုမျိုး social media မှာရှာကြည့်ရပေါ့စာအုပ်တိုက်တွေအဲကျွန်တော်အဲ့ဒီစာအုပ်တိုက်တွေတွားပြီးတော့ဖုန်းနေဆက်တာဟယ်လိုမင်္ဂလာပါပေါ့နော်ကျွန်တော်ကတော့မင်္ဂလာပါပေါ့ Facebook မှာရှာကြည့်လို့ရပါတယ်ကျွန်တော်မှာစာမူရှိပါတယ်ပေါ့နော်အဲ့ဒီဟာလေးထုတ်ပေးလို့ရမလားပေါ့ကြိုက်တယ်ဆိုရင်ထုတ်ပေးပါဆိုသူတို့ပို့ပေးလိုက်တယ်တော်တော်များများညင်းတယ်ဘာလို့လဲဆိုတော့ကိုဗစ်ကာလကြီးဗျာစဉ်းစားကြည့်2021ကိုဗစ်ကာလကြီးဘလို့မှအဆင်မပြေဘူးအဲ့လိုနဲ့နောက်ဆုံးကျတော့ကျွန်တော်ကန်ကောင်းတာပေါ့လေခစ်စာအုပ်တိုက်ကဆရာနဲ့တွေ့ပြီးတော့โอเคတဲ့ညီလေးတဲ့ငါမင်းစာအုပ်ကိုထုတ်ပေးလိုက်မယ်သူကအဲ့လိုမျိုးပြောတော့ကျွန်တော်အရင်ပျော်သွားတယ်ဒါပေမဲ့လည်းမင်းအရင်နေ့တစ်ခုမှရမှာမဟုတ်ဘူးတဲ့ပတ်စံတော့ရမှာမဟုတ်ဘူးစာအုပ်တော့ထွက်သွားမယ်တဲ့ရတယ်ဆရာကျွန်တော်ပတ်စံမရလဲဘာမှဖြစ်ဘူးလို့စာအုပ်ထွက်ရင်ရပြီလို့โอเคတဲ့အဲ့ဆိုချတာတော့ဆိုပြီးမှစာအုပ်ထွက်ပြေသွား8000ငါပျော်ရွှင်ပါစေဆိုတော့ပထမစာအုပ်ထွက်တော့အိမ်ကအဖေနဲ့အမေနဲ့တော့မသိဘူးစာအုပ်ထွက်တော့အဲ့တော့ကျွန်တော်လှုပ်လိုက်တယ် Bro JK Rowling လို့ပေါ့อืมဟုတ်အဲ့လိုမျိုးကျွန်တော်စာအုပ်စထွက်တယ်ထွက်တဲ့ချိန်မှာအဲ့ဒီဆရာကနေရန်ကုန်ကနေပြီးတော့ကျွန်တော်နယ်ကိုဟိုစာအုပ်ကိုဂျက်ဖာနဲ့ပို့လိုက်တယ်ပေါ့နော်ကျွန်တော်စာအုပ်ပထမစာအုပ်ကိုအဲ့ဒီခါကျမှကျွန်တော်အမေကိုသွားပြီးတော့အမေဒီမှာသားရေးထားတဲ့စာအုပ်ဆိုပြီးတော့အမေမျက်လုံးတွေပြူအဲ့ဒီဘယ်လိုစာအုပ်တွေထုတ်လိုက်တာလဲဘာညာဖြစ်သွားတာပေါ့ပတ်စံတော့မရဘူးပေါ့ပထမဆုံးစာအုပ်မှာတော့အဲ့လိုမျိုးရှိရဲအဲ့တော့အဲ့ဒါတော့ကျွန်တော်ပထမဆုံးလမ်းကြောင်းပေါ့လေโอเค bro အဲ့လိုနဲ့ရေးဖြစ်သွားတာအဓိကပြောရင်တော့ဆောင်းနာကျွန်တော်ပြောသလိုဟိုကိုကအခုချိန်မှာလမ်းပြောက်တယ်လို့ခံစားရတာပဲဖြစ်ဖြစ်ကိုဘယ်နေရာမှမရောက်ဘူးလို့ခံစားရတာပဲဖြစ်ဖြစ်တစ်ခုခုကိုတော့ဟို one thing ပေါ့လေအဲ့တစ်ခုခုကိုတော့အချိန်လေး2နာရီ3နာရီလောက်တကယ် focus လုပ်ပြီးတော့လေ့လာရင်အဲ့ဒီဟာနေပြီးတော့ကိုယ်အနေနဲ့ result တစ်ခုကိုပြန်ရမှာပဲဥပမာဘာသာစကားဆိုလဲအဲ့ဒီဘာသာစကားကိုသာတေချာလေ့လာပါ result တစ်ခုတော့ပြန်ရမှာပဲကျွန်တော်ကကျတော့စာရေးတာကိုတေချာ focus လုပ်ပြီးတော့လုပ်ခဲ့လို့မလို့ဒါ result တစ်ခုပြန်ရတယ်ဆိုတဲ့သဘောပဲပေါ့လေနဲ okay မိုက်ပါတယ်ဟိုဘယ်လိုပြောလဲကျွန်တော်တို့ Harry Potter စာရေးဆရာမအဲ့လိုလေနော်อืသူมကလည်းအဲ့လိုပဲဘယ်လိုပြောလို့စာအုပ်တိုက်တရားညင်းနေနောက်ဆုံးကြမှာသူစင်ပြေသွားတာပေါ့အဲ့လိုမျိုး okay alright အဲ့တော့ ညာပေါ့ okay အဲ့တော့နောက်ထပ်မေးခွန်းကဘာလဲဆိုတော့ okay bro အခု20တော့မပြည့်သေးဘူးကွာဒါပေမဲ့ရဒါ20ပေါ့20ပြည့်တော့မယ်ဆိုရင် bro အောင်မြင်မှုဆိုတဲ့အရာပေါ့ဒီမှာ success ဆိုတဲ့အရာကို bro ရနေမယ်ဆိုရင်ပေါ့လေ bro အတွက်ဒီတကယ် success လို့ခံယူထားတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒီပြောင်းအောင်မြင်မှုရဲ့တကယ် bro ခံယူထားတဲ့အဓိပ္ပာယ်ကဘာဖြစ်နေမလဲကျွန်တော်20တော့မပြည့်သေးဘူးပေါ့နော်20ပြည့်ဖို့နည်းနည်းတော့လိုသေးတယ်အဲ့တော့အဲ့တော့ကျွန်တော်အဓိကဟို mainly ဟိုဘရိုမေးတဲ့မေးခွန်းဆိုရင်ကျွန်တော်နောက်တစ်နှစ်ကြံသေးရပေါ့နှစ်အချိန်အတွင်းမှာကြိုးစားလိုက်လို့ဥမာကျွန်တော်ခံထားတဲ့အောင်မြင်မှုကဘာလဲပေါ့အဲ့တော့อืมကျွန်တော်အတွက်ပေါ့နော်အောင်မြင်မှုဆိုတာဘရိုဟိုသုံးခုရှိတယ်အဓိကကျွန်တော်အရေးကြီးဆုံးပေါ့ကျွန်တော်ဘဝမှာအောင်မြင်မှုရတယ်ဆိုပြီးတော့
ပြောမယ်ဆိုရင်ဒီသုံးခုမရှိမဖြစ်ပေါ့နော်အဲ့ဒါပထမတစ်ခုကကျွန်တော်တို့အဓိကအရေးကြီးဆုံးကတော့ကျမ်းမာနေရမှာပေါ့อืมကျမ်းမာနေရမှာကျမ်းမာမှာကျန်တာကျွန်တော်တို့ကတခြားဥစ္စာလုပ်လို့ရတာဟုတ်မကျမ်းမာဥမာဘရိုLamborghini ပဲစီးနေအဆင်မပြေဘူးလေနော်ဘယ်တော့ပဲချမ်းသာတော့အဲ့ရပါလဲနေမှာတော့ကျမ်းမာရမယ်ပေါ့ပထမတစ်ချက်ကတော့โอเคနောက်တစ်ချက်ကတော့ဒီကျွန်တော်တို့ရဲ့မိသားစုပေါ် support နိုင်လောက်တဲ့ဝေဖန်မာနရှိနေရမယ်ပေါ့ อืมကျွန်တော်ပြောတာဟိုအရင်ကြီးပေါ့မဲတိုင်းမီလီယံနာဘီလီယံနာလောက်ထိချမ်းသာကြရမလိုဘူးပေါ့နော်ကျွန်တော်အတွက်မိနဲ့ဘယ်လိုပြောမလဲဒီတန်းကြွယ်ကြီးထိမလိုပေမဲ့ကျွန်တော်ရဲ့မိသားစုဥပမာကျွန်တော်အဖေအမေရှိမယ်နောက်ကျွန်တော်မွေးဖွားလိုက်မဲ့မိသားစုရှိခြင်းရှိလိမ့်မယ်နောက်ချိန်မှာအဲ့တော့ဒီမိသားစုနှစ်ခုကိုကျွန်တော်အနေနဲ့ကောင်းကောင်းမွန်မွန် support လုပ်ပေးနိုင်တဲ့ဒီ network တစ်ခုလိုအပ်တယ်ပေါ့နော်အဲ့လို support လုပ်နိုင်တဲ့ငွေကြေးအင်အားတစ်ခုလိုအပ်တယ်ပေါ့ကျွန်တော်ရဲ့ဒီအောင်မြင်မှုဆိုတဲ့ อืมအဓိပ္ပာယ်ဖွင့်ဟချက်ထဲမှာပေါ့နော်ဒါကဒုတိယအမြင်တစ်ချက်ပေါ့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့စိတ်ချမ်းသာရမယ်ပေါ့อืมစိတ်ချမ်းသာရမယ်အဲ့ဒါတော့အဓိကသုံးချက်ရှိတယ်ဆိုရင်ကျွန်တော်အောင်မြင်တယ်လို့ခံယူရပေါ့နော်อืมညာလို့ရန်ကောင်းတယ်ရန်ကောင်းတယ်အဲ့တော့ဘယ်လိုပြောတာကိုပြန်ရှုပ်လိုက်မယ်ဆိုရင်ဟိုကျွန်တော်အောင်မြင်မှုဆိုတာကိုမြင်တဲ့ပုံစံနဲ့နဲ့တူတယ်ပေါ့နော်ကျွန်တော်ကတော့ဘယ်လိုပြောခံထားလဲကိုလှုပ်ရှင်တဲ့အလုပ်ကွာဒီလားကိုလှုပ်ရှင်တဲ့အလုပ်ဟိုကိုဟိုဘယ်လိုပြောရမလဲအလုပ်လုပ်နေလို့မခံစားရတဲ့အရာတစ်ခုကိုကလွတ်လွတ်လပ်လပ်လုပ်ဟုတ်တယ်ဟုတ်တယ် bro လွတ်လွတ်လပ်လုပ်နိုင်တယ်ပြီးရင်အဲ့ဒီဟာနေပြီးတော့လေကိုအတွက်ပြီးသွားရင်ကိုယ့်ရဲ့မိသားစုအတွက်လည်း supporting လုပ်နိုင်တယ်ဆိုတော့အဲ့ဒါအောင်မြင်မှုပဲကွာဒီလားပြောရမယ်ဆိုရင် ဟုတ်တယ်ဟုတ်တယ် bro အဲ့လိုတော့ခံယူထားတယ်ဗောလေကျွန်တော်လည်းအဲ့တော့နည်းနည်းတူတယ်ကွာသိလားအဲ့ဒီဖြစ်โอเคအဲ့တော့ရ bro ရူပါမေးချင်သေးတယ်ကျွန်တော်ခုနကျွန်တော်ပြောတဲ့ဥစ္စာပေါ့နော်อืมပထမတစ်ချက်နဲ့တရားတစ်ချက်ကတော့လူတိုင်းလူကိုလိုအပ်တယ်ပေါ့ကျွန်တော်တို့အဲပထမချက်ကကျမ်းမာပဲပေါ့လူတိုင်းကျမ်းမာခြင်းနဲ့တတိယအချက်ကကျွန်တော်တို့စိတ်ချမ်းသာခြင်းနဲ့လူတိုင်းစိတ်မချမ်းသာခြင်းနဲ့လူဆိုတာမရှိဘူးလို့ရအဲ့တော့ဟုတ်ဒုတိယတစ်ချက်ကကျတော့ခုနကျွန်တော်ပြောခဲ့သလိုပဲဒီချမ်းသာမှုပေါ့ငွေကြေးချမ်းသာမှုမှာကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်အတိုင်းအတာတစ်ခုထိချမ်းသာဖို့လိုအပ်တယ်လို့ကျွန်တော်ခံယူရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ page မှာတောင်စာတစ်ခုရေးဘူးတယ်ပေါ့နော်ဘဝမှာလို့ကျွန်တော်တို့ပတ်စံမရှိဘဲနဲ့ရှင်သန်လို့ရတယ်ဒါပေမဲ့ပတ်စံမရှိရင်ကျွန်တော်တို့ဘဝမှာအထာမကြောက်ရရမှန်တယ်မှန်တယ်ကျွန်တော်ပြောတာနားလည်တာမသိဘူးဘာလို့လဲဆိုတော့ bro ကျွန်တော်ဘဝမှာအထာကျတယ်ဆိုတာလေဘယ်လိုခံယူလဲဆိုတော့ပထမဆုံးအနေနဲ့ bro ကျွန်တော် bro ခဏပြောခဲ့လို့ပဲကိုလို့ချင်တာတွေလုံနိုင်ရမယ်อืมနော် fashion ဖြစ်တာတွေလည်းလုံနိုင်ရမယ်ပြီးတော့ကိုလိုချင်တာတွေလည်းဝယ်နိုင်ရမယ်မကားလိုချင်တယ်အင်ဂျီလိုချင်တယ်ဘာညာပေါ့ဒါတွေလည်းဝယ်နိုင်ရမယ်တတိယတစ်ချက်ကျတော့ကျွန်တော်တို့ရဲ့မိသားစုကိုsupporting လုပ်နိုင်ရမယ်ပေါ့နော် ဘရိုလည်းယောက်ျားဗျာကျွန်တော်လည်းယောက်ျားအဲ့တော့ကျွန်တော်တို့ကငွေမရှာနိုင်ဘူးဆိုရင်ဥပမာထားပါတော့ဘရိုထားပါတော့ကျွန်တော်အဖေကနေမကောင်းလို့ဆေးရုံတက်လိုက်ရတယ်ဆိုရင်ကျွန်တော်ကကြမ်းလဲကြမ်းမာနေတယ်ပျော်လဲပျော်နေတယ်တို့ပေမဲ့သူ့ကိုငွေကြေးရ supporting မလုပ်နိုင်ဘူးဆိုရင်ဒါကျွန်တော်စိတ်ထဲမှာတော့တာဝန်ကြီးတဲ့သားလို့မခံစားရဘူးပေါ့နော်ရရဟိုဘယ်လောက်ပဲဟိုဘေးကနေဘယ်လိုပြောမလဲစကားတွေနဲ့အားပေးအဲ့အချိန်မှာအရေးကြီးဆုံးကစကားတွေထက်ကျွန်တော်ငွေကြေးကရေးကြည့်ရပို့ပြီးတော့ဦးစားပေးတဲ့ကိစ္စပေါ့အဲ့တော့ဒီဒုတိယအချက်ဆိုရင် bro ဘယ်လိုမြင်လဲဒီမှာတချို့ကြတော့ရှိတယ်လေငွေမလိုဘူးရောင်ရမ်းတင်းတိမ်မိသားစုတွေနဲ့လူရှိရင်ရပြီလို့တချို့ကြတော့လေမိသားစုတွေမလိုဘူးငွေရှိရင်ရပြီပေါ့အဲ့လိုမျိုးကြတော့ bro အနေနဲ့ရောဒီဟာကိုဘယ်လိုမြင်လဲလူငယ်တွေအနေနဲ့လည်းဒါကိုတခြားတွေးသိနေလို့อืมမြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့နည်းနည်းလေးနှစ်ဖက်ကွဲနေမလို့ထင်တယ်ဒီအကြောင်းအရာကိုဒါကဟိုဘယ်လိုပြောရမလဲမလိုဘူးလို့ပြီးရင်ငွေကအရေးမကြီးပါဘူးလို့စသဖြင့်ကွာအဲ့လိုပြောတဲ့ဟာတွေကဘာလဲဆိုတော့ဘယ်မှပြောရရင်ဟိုပွင့်လင်းပြောရရင်အဲ့လိုမျိုးမငတ်ဘူးတဲ့သူတွေကအဲ့လိုပြောတာကွာဒီလားရရအထင်ပြောရမယ်ဆိုရင်အဲ့လိုမျိုးငွေရရေးမကြီးပါဘူးလို့ဘာလို့ပြောတာကသူတို့ရဲ့လက်ထဲမှာ300%မရှိတော့ဘူးဆိုတဲ့အချိန်တွေကိုမရောက်ဘူးတဲ့လူအများစုကပြောတာတော့ကျွန်တော်ထင်တယ်ကွာဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်အဲ့ဒါကိုခံစားဘူးတယ်ကျွန်တော်ရန်ကုန်ဆိုက်ရောက်တဲ့အချိန်က2022မှာအာနှစ်ထဲမှာပေါ့လေအသက်18ဘရိုအရွယ်မှာကျွန်တော်ရောက်တာဒီကိုတယောက်တည်းရောက်လာတာဟိုအတိလည်းမရှိဘူးရန်ကုန်မှာဟိုဘယ်လိုပြောရမလဲအဲ့တော့အကြောင်းကပြန်ဆက်လိုက်ရမယ်ဆိုရင်ကျွန်တော်အမှစာအုပ်ဆက်ထွက်သွားတယ်ပထမစာအုပ်ဆက်ထွက်ပြီးတော့ဦးလေးကကျွန်တော်ရဲ့ဦးလေးကကိုရီးယားနေပြန်လာတယ်ပရိုဒါငွေနဲ့ပတ်သက်တဲ့ဟာပြောလို့ပေါ့လေဦးလေးကကျွန်တော်ကိုရီးယားနေပြန်လာတဲ့အချိန်မှာကျွန်တော်ဦးလေးကိုတော့ပြောတယ်သူကရန်ကုန်မှာအတိအဖွားတယောက်ရှိတယ်ပေါ့လေရန်ကုန်မှာအတိအဖွားတယောက်ရှိတယ်အဲ့ဒီအဖွားစီမှာသူကခဏနေမှာဆိုတော့ကအဲ့ဒီအဖွားစီမှာသူကနေတာကြာပြီကွာအဲ့တော့ဟိုကျွန်တော်တော့ပြောတယ်ကျွန်တော်ရန်ကုန်လိုက်လို့ရလားအခုဦးလေးပေါ့နော်ကျွန်တော်တော့ပြောတဲ့အချိန်မှာโอเคမင်းလိုက်ရှင်လိုက်ခဲ့လေတဲ့သူကတော့ခေါ်တယ်ကွာယောက်ျားချင်းချင်းဆိုတော့လိုက်ရှင်လိုက်ခဲ့လေတဲ့ငါဟိုမှာ3လလောက်ကြာအောင်ပါတယ်ရန်ကုန်မှာတဲ့အဲ့ဒီ3လပြီးကြမှာမင်းပြန်ရင်လည်းပြန်ပေါ့တဲ့ဒါမှမဟုတ်ရင်
ဒီမှာအလုပ်တွေပိုင်းလုပ်ရင်လည်းလုပ်ပေါ့တဲ့အဲ့နဲ့အမေကိုသွားပြောတော့အမေတို့ကမလွတ်ဘူးကွာ18ပဲရှိသေးရဲ့အဲညဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဆိုတော့မလွတ်ဘူးပြီးတော့အဲ့ဒီအချိန်ကပြောမယ်ဆိုရင်နိုင်ငံရေးနဲ့ကိုဗစ်နဲ့ဖြစ်နေတဲ့အချိန်ဒါပေမဲ့ကျွန်တော်မရဘူးအမေကိုအတင်းပြောတာအမေနဲ့ဘယ်လိုပြောရမလဲနောက်ဆုံးကျတော့ negotiate လုပ်လိုက်ရတယ်ညှိလိုက်တယ်ပေါ့အမေသား6လတော့သွားပြီးတော့နေမယ်6လဟိုမှနေလို့အဆင်မပြေဘူးဆိုရင်ပြန်လာမယ်သဘောတူလားအမေသွားပြီးပြောတော့ okay လေးတဲ့အဲ့ဆိုရင်သွားတယ်အနည်းကိုပတ်စံဘယ်လောက်လဲမသိဘူးအဲ့တော့9သိန်းလားမသိဘူးပေးလိုက်တယ်ကျွန်တော်အဲ့လိုပေးပြီးတော့ရန်ကုန်ရောက်လာတယ်ရန်ကုန်ရောက်လာတဲ့အချိန်မှာဦးလေးကပြောတာတော့3လနေမယ်လို့ပြောတာကွာဒီမှာတိုက်ခန်းငှားပြီးတော့သူကတီးတန့်နေမှာ3လလောက်ပြီးရင်သူကကိုရီးယားပြန်တက်မှာပြီးရောက်လဲရောက်တော့သူက9ရက်လောက်နေပြီးတော့ကိုရီးယားပြောင်းသွားကျွန်တော်တယောက်တည်းတစ်ကောင်လေးပြန်ခဲ့အင်္ဂုံကဘယ်သူနဲ့မှလည်းမသိဘူးအဲ့ဒီအဖွားနဲ့ကလည်းအမျိုးလည်းမဟုတ်ဘူးကွာဒီတိုင်းအတိသစိမ်းပေါ့လေဒါပေမဲ့သူကျေးဇူးလည်းအများကြီးပါတယ်အဓိကသူ့အိမ်မှာကျွန်တော်ကတ်ပြီးတော့နေခွင့်ရခဲ့တယ်အဲ့လိုမျိုးအဲ့လိုနဲ့ကျွန်တော်အိမ်ကိုပြောတော့အိမ်ကအတင်းခေါ်တာပေါ့နင်ဦးလေးလည်းမရှိတော့ဘူးတဲ့နင်တယောက်တည်းဘာလို့မှလည်းပြန်လာခဲ့စသဖြင့်ပြောတာပေါ့လေဒါပေမဲ့ကျွန်တော်ကအမေကိုပြောတယ်အမေကမပြန်လာဘူးတင်းနဲ့တက်မယ်ပေါ့အင်္ဂလိပ်စာတင်းနဲ့တက် sorry အင်္ဂလိပ်စာသင်တန်းတက်လိုက်ကောအင်္ဂလိပ်စာသင်တန်းတက်တဲ့အချိန်မှာကျွန်တော်ကအဲ့မှာlong story short ပေါ့လေအဲ့တော့အတူရှုံးလိုက်ရင်အင်္ဂလိပ်စာတက်တဲ့နေရာမှာကျွန်တော်ဒီဇိုင်နာတယောက်နဲ့တွေ့ရယ် graphic designer တယောက်နဲ့တွေ့ရယ်အဲ့တော့ကျွန်တော်ကသူ့ကိုမေးတာပေါ့ကျွန်တော်ကမသိဘူးအရင်တော့ content writing ဆိုတဲ့အရာတွေ copy writing ဆိုတဲ့အရာကျွန်တော်မသိဘူးကျွန်တော်စာအုပ်ပဲထွက်ထားတာအဲ့ဒါကြီးမသိဘူး designer နဲ့ပြောကြည့်တော့ဟဲ့ငါ design တွေဆွဲရတယ်ပေါ့နော်မင်းကဒါလုပ်တယ်ဆိုရင်ငါတို့တွဲပြီးတော့လုပ်လို့ရတယ်ပေါ့ okay အဲ့ဆိုရင်ငါတို့စမ်းလုပ်ကြည့်မယ်ဆိုပြီးအဲ့မှာကျွန်တော်ကဟို agency လိုမျိုးအသေးလေးလုပ်ဖြစ်တာစပြီးလုပ်တာအဲ့မှာအင်္ဂလိပ်စာသင်တန်းကျောင်းကအဲ့ဒီဇိုင်နာတယောက်နဲ့တွေ့ပြီးတော့လုပ်ဖြစ်သွားတာအဲ့တော့အတူရှုံးလိုက်မယ်ဆိုရင်အဲ့ဒါနဲ့ကျွန်တော်ဝင်ငွေလမ်းကြောင်းနောက်တစ်ခု freelance အနေနဲ့စာအုပ်ကတစ်ခုပေါ့နော်ပြီးတော့ဒီဘက်မှာကျွန်တော်ကအာအဲ့ freelance ဘက်ကိုသွားဖြစ်တယ်ဒါကကျွန်တော်အတူရှုံးလိုက်တာပေါ့လေဂျားထဲမှာဘာမှမလုပ်ဖြစ်တဲ့အခိုက်အတန့်တွေအများကြီးရှိတယ်အဲ့တော့အဓိကဒီမှာပြောချင်တာငွေနဲ့ပတ်သက်ပြီးတော့ပေါ့အဲ့တော့ရောက်တဲ့အချိန်မှာကျွန်တော်အိမ်ကနေလည်းမတောင်းချင်ဘူးပေါ့လေတောင်းလို့ရလားဆိုတော့တောင်းလို့တော့ရတယ်ကွာဒါပေမဲ့ကျွန်တော်ခံစားရတာပါလေဆိုတော့ okay အဲ့ဒါကြီးအတိတ်ပဲမရှိလို့ခံစားရအဲ့တော့မတောင်းချင်ဘူးပေါ့လေမတောင်းချင်တော့အဲ့လိုမျိုးအဲ့ထဲမှာနည်းနည်းလေးပဲကြံတဲ့အချိန်လို့တင်မှာထမင်းနေပါရီတော့မှအဲ့လိုမျိုးဘာမှဖြစ်တာတော့ပါကြုံခဲ့ဘူးတယ်အဲ့တော့ခံစားရတာငွေကအရေးကြီးတယ်လိုအပ်တယ်အဲ့တော့ပြန်ရှုပ်လိုက်မယ်ဆိုရင်လူငယ်တယောက်အနေနဲ့ဆိုရင်လည်းကိုယ့်အနေနဲ့မိသားစု support မလုပ်နိုင်ဘူးဆိုရင်ခဏထောင်ကိုယ့်အနေနဲ့တော့ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေနဲ့ရက်တီတာကဥမာဘယ်လိုပြောရမလဲဖုန်းကိုလည်းအကောင်းဆိုင်မဟုတ်ဘူးကွာတော်တင်နေရပဲဒါပေမဲ့ iPhone ကိုကိုယ့်ရဲ့ဟုတ်တယ်ဟုတ်တယ်ဝယ်ထားတယ်ဆိုတဲ့ feeling ကပုံမိုက်တယ်ကွာပြောရမှာဆိုရင်အဲ့လိုမျိုးကျွန်တော်ကမရပထမဆုံးဝင်ငွေပေါ့နော် content writing ကနေပြီးတော့3သိန်းလားမသိဘူးကျွန်တော်စမယ်အဲ့ဒီအချိန်မှာကျွန်တော်ပထမဆုံးဝယ်တာဖက်နဲ့ကျွန်တော်အစကတည်းကအမေကိုလည်းမပူဘူးကွာအိမ်ကိုလည်းမပူကျွန်တော်အရန်ဝယ်နေတဲ့ဖက်နဲ့ရှိရဲအဲ့ဖက်နဲ့ကိုကျွန်တော်ပထမဆုံးဝယ်2သိန်းလားမသိဘူးအဲ့ဒါကိုပထမဆုံးဝယ်တာကျွန်တော်အဲ့လိုမျိုးပေါ့အဓိကအဲ့ဒါကိုပြောချင်တာတိတ်ပြီးတော့မငတ်ဘူးတဲ့သူဒီငွေကြီးလက်ထဲမှာတပြားမှမရှိတော့မကြုံဘူးတဲ့လူတချို့ကပဲအဲ့လိုမျိုးငွေကအရေးမကြီးပါဘူးဆိုတဲ့ဟာမျိုးပြောလိမ့်မယ်လို့ထင်တယ်အကုန်လုံးတော့ balance ဖြစ်တယ်ကွာငွေကိုပဲနံပါတ်1ကြီးထားလို့လည်းမရပြန်ဘူးပေါ့လေဒီချိန်ထဲမှာ yeah အဲ့လိုဟုတ်တယ်ဟုတ်တယ် bro မှန်တယ်ကျွန်တော်လည်းပြောချင်တယ်အဲ့ဒါဘာလို့လဲဆိုတော့လေဘယ်လိုပြောရတာတော်တော်အတိတ်ပဲရှိတယ်ဘယ်လိုဟုတ်ခုနပြောရတာပေါ့နော်အိမ်ကနေမတောင်းချင်ဘူးကျွန်တော်လည်းအဲ့လိုပဲဟိုอืมအိမ်ကကျွန်တော်ရဲ့အိမ်ဆိုလဲကိုယ်ပိုင်ကျောင်းလုပ်တာဆိုတော့ထိုက်တဲ့တော့အဆင်ပြေတယ်တောင်းလို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးဘယ်လိုပြောမလဲဘယ်လိုတိမှာပါလူငယ်တော်တော်များများလည်းသိလိမ့်မယ်ဟိုအိမ်ကတော့ဘယ်လိုအိမ်ကပြီးတဲ့မုံဘိုးနဲ့ကိုယ်တိုင်ရှာထားတဲ့မုံဘိုးနဲ့တုံးရတဲ့ခံစားချက်ကမတူဘူးပေါ့နော်อืมကိုကကိုယ်တိုင်ပတ်စံချပြီးတုံးနေ level တစ်ခုရောက်နေလို့ခံစားရတယ်ဟုတ်တယ် okay ကျွန်တော်ဆိုလဲအဲ့လိုပဲအဲခုနကဘယ်လိုပြောသွားသလိုပဲဒီအစာတော့ကတော့ဘယ်လိုပြောမလဲဒီငွေဟိုတိတ်မသိဘူးပေါ့နော်နောက်ပိုင်းကိုရှာနိုင်လာတဲ့အချိန်ကျတော့ဒီခုနကဘယ်လိုပြောခဲ့သလိုပဲဒီကိုယ်ပိုင်ငွေကိုသုံးရတဲ့ feeling ကိုပိုသဘောကျလာလူอืมငယ်တယောက်အနေနဲ့ပေါ့อืมဗျာအဲ့တော့ bro ဒီကိုယ်ပိုင်ငွေကိုအဲ့လိုမျိုးတုံးရတဲ့အချိန်မှာ bro management လုပ်လဲyeah ငွေကြေးအဲ့လိုမျိုးခက်ခဲရွာ bro yeah bro ကျွန်တော်အဓိက main income ကကျွန်တော်ကနှစ်ခုလုပ်တာပေါ့နော်ခုနကကျွန်တော်ဒီ content creation ကဆိုတော့ကျွန်တော်ဒီ personal branding ကနေပြီးတော့ coaching လုပ်ပြီးလို့เนาะ okay coaching ကနေပြီးတော့income တစ်ခုရတယ်နောက်တစ်ခုကကျွန်တော်ခုနအဲအစောပိုင်းမှာပြောခဲ့တဲ့ပညာလန်းဆိုတဲ့ agency ပေါ့ကျွန်တော်ကတော့ bro လို့ digital marketing လို့မဟုတ်ဘူးကျွန်တော်တို့ကပညာရေးဘက် อืม education မှာ service တွေလုပ်ရတဲ့
ဒီ education yeah education environment မှာလောက်ရတဲ့ agency ဆိုတော့မတူဘူးပေါ့ကျွန်တော်လည်း bro လို့ပဲကျွန်တော် border တယောက်နဲ့စထားတာပေါ့နော်အဲ့တော့อืมဒီကနေရတဲ့ income ကတော့ပိုများတယ်ပေါ့ဒီ coaching ဘက်ကနေရတဲ့ဥစ္စာပေါ့ဟုတ်နော်အဲ့တော့ညာအဲ့တော့လူငယ်တယောက်အနေနဲ့ bro ပြောတဲ့ဥစ္စာဆိုကျွန်တော်တို့က personal finance ဘက်ကိုတွားရမယ်တင်တယ်ဟုတ်တယ်ဟုတ်တယ်ဒီ money management ကိုဘယ်လိုလုပ်လဲဆိုတော့ yeah ကျွန်တော်ကဟိုဟာ bro ဘယ်လိုပြောမလဲ ဘုံဝင်လင်းပြောရရင်နည်းနည်းလေးငွေကိုကက်စီကုတ်တဲ့ဘက်မှာပါတယ်တိတ်ပြီးတော့သုံးတဲ့သူမဟုတ်ဘူးအပြင်တွေဘာတွေလည်းတိတ်မသွားဘူးပေါ့နော်ဘော်ဒါတွေဘာတွေနဲ့လည်းတိတ်သွားလေသွားတာမရှိဘူးမလိုအပ်တာဆိုလည်းတိတ်မဝယ်ပြဘူးပေါ့နော်ဥပမာကျွန်တော်ထားပါတော့အင်ဂျီအဝတ်စားဆိုလည်းလိုအပ်တဲ့လောက်ပဲဝယ်တယ်လိုအပ်တာတော့ဝယ်တယ်ပေါ့တခြားဆိုင်လည်းဒီလိုပဲကျွန်တော်ဒီ gadget တွေပေါ့ဥပမာကျွန်တော်အခုဒါဖုန်းရှိရအခုသုံးနေ laptop ရှိရပေါ့နော်ဒါဆိုလည်းကျွန်တော်အလုပ်အတွက်ဝယ်ထားတာပေါ့အဲ့လိုမျိုးပေါ့ဥပမာကျွန်တော်အခုဒီကျောင်းမှာဆိုလည်းကျွန်တော်ရဲ့အိမ်ရဲ့ business မှာဆိုလည်းဒီကျွန်တော် digital marketing မှာကိုင်ပြီးတယ်အဲ့အတွက်ဒီ laptop ပေါ့ MacBook ဝယ်ထားတယ်ဖုန်းဆိုလည်းဒီလိုပဲပေါ့ကျွန်တော်ဒီခုနကဒီ ဟယ်လိုโอเคမလိုအပ်တာကိုကျွန်တော်ခဏဘေးဖယ်ပြီးတော့လိုအပ်တာကိုပဲကျွန်တော်ရွေးချယ်လိုက်တယ်ပေါ့ရอืมပါyeah အဲ့ဒါဆိုတော့တော်တော်ဟိုဟာဖြစ်တယ် investment ပုံစံမျိုးလုပ်လိုက်တာပေါ့နော်အဲ့လိုမျိုး yeah bro ပြောရမယ်ဆိုရင်မလိုအပ်တာထက်လိုအပ်တာကိုဒီငယ်တဲ့ချိန်မှာကိုယ် first နဲ့ finance မှာပြန်ပြီးတော့ investment ရလုပ်ရ bro အဲ့လိုမျိုးဟို ရ laptop bro ဝယ်တာတို့ဖုန်းကောင်းတာဝယ်တာတို့ကလိုအပ်တယ်ပေါ့လေအဲ့တော့ yeah yeah bro okay အဲ့တော့ကျွန်တော်ဆိုရင်လည်းဥမာဟိုကိုယ့်ကျွန်တော် personal finance နဲ့ပတ်သက်ရင်ဟိုနည်းနည်းအားနေရဆိုတာထက်ပေါ့နော်ဟိုဘယ်လိုပြောရမလဲအာပြောရလို့လည်းခက်တယ်ဗျာသိလားဆိုတော့ကဟိုအခုကျတော့ဒီမှာကျွန်တော်ရန်ကုန်မှာနေတာကဟွာလောက်ရှိသွားပြီနှစ်နှစ်ဝန်းကျင်3 နှစ်ထဲရောက်နေ3 နှစ်ဝန်းကျင်လောက်ရှိပြီပေါ့လေအဲ့တော့အဲ့ဒီမှာကျွန်တော်ပထမရောက်ရှင်6လလောက်ကကျွန်တော်မလုပ်လဲဆိုတော့အဖွားအိမ်မှာကတ်နေတော့ဟိုဘယ်လိုပြောရမလဲ expand အဲ့လောက်မကုန်ဘူးပေါ့လေဒါပေမဲ့နောက်ပိုင်းမှာကိုယ့်ဘာတယောက်တည်းငှားနေတဲ့အချိန်မှာတော့အဲ့ expand အရန်များတယ်အရန်ကြီးသွားတယ်ပေါ့လေ expand အဲ့လိုမျိုးစားအိမ်တွေဘာတွေခန်းတွေဘာတွေဆိုတော့တနေ့ချုပ်တော့ပါလို့ဆိုရင်အမှတခါလေးပေးလိုက်ရတော့ပါလို့ရှိရဲအဲ့ဒီဟာတွေတော့နည်းဟိုတယောက်တည်းနေတဲ့သူပေါ့နော်တယောက်တည်းနေတဲ့သူကတော့အဲ့ဒီ expand တွေကတော့ပိုကုန်လိမ့်မယ်အဲ့တော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့မှန်တယ် bro ဘယ်လိုပြောလို့မျိုးဟိုမလိုအပ်တာတွေလည်းတိတ်တော့မသုံးဘူးလိုအပ်တာတွေပဲအဓိကထားသုံးတယ်ဒီချိန်ထဲမှာပဲဟိုဘယ်လိုပြောရမလဲတယောက်တည်းနေတယ်ဆိုရင်တော့ကျွန်တော်တို့ဆိုတိတ်ပြီးမစုဖြစ်ဘူးပေါ့နော်ငွေနဲ့ပတ်သက်ရင်လို့ personal finance နဲ့ပတ်သက်ရင်ဆိုတော့လည်းမျိုးတို့ဖုန်းတို့ laptop တို့ camera တို့အဲ့ဒါတွေတော့ဝယ်ပြီးစုဖြစ်တယ် investment အနေနဲ့အဲ့မဲ့ငွေကြေးပဲ yeah မျိုးကြီးဟိုမစုဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေဆိုရင်မှတယောက်တည်းနေရတဲ့ဆိုလဲအဲ့အခက်အခဲမျိုးရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့လေကျွန်တော်လက်ရှိရတော့အဲ့လိုမျိုးခက်ခဲလေးရှိတယ်ကွာဒီလားငွေကြေးနဲ့ပတ်သက်ရင် yeah okay ဟုတ်တယ်တို့ကျွန်တော်ကလောလောဆယ်ဟိုအိမ်မိဘအိမ်မှာပဲနေတာပေါ့နော်အဲ့တော့ကျွန်တော်နောက်ပိုင်းကြာရင်တော့ဒီတခြားဒီ local မှာတော့နေဖို့မရှိဘူးอืมဒီ abroad သွားတဲ့အချိန်ဆိုတော့ကျွန်တော်bro လိုပဲတယောက်တည်းနေဖို့ရှိတယ်အချိန်ကြာရင်တော့bro လိုဖြစ်သွားမှာပေါ့ expense ကလည်းကျွန်တော်ဒီဟုတ်တယ်ဘယ်လိုဒီပြောမလဲ rent တို့ကျွန်တော်တခြားဒီမိသားစု electricity တို့အများကြီးပို့ရအဟုတ်တယ်ကုန်လုံးအဲ့တော့ပါလာတော့မှာပြန်ပြောရဗျာမယ်ဆိုရင်တော့ငွေကပိုရှားရမှာပဲပိုရှားဖို့ပဲဟုတ်တယ် bro ဖို့ပဲတွေးရပိုအောင်ပိုရှာပြီးတော့ဟုတ်တယ်ကျွန်တော်တို့ short သုံးမလားပိုရှာမလားပေါ့အဲ့နှစ်ခုလေးကျွန်တော်ရွေးချယ်ရမှာဟုတ်တယ်ကျွန်ဟုတ်တယ်တော်ဆိုတော့ like short မသုံးချင်ဘူးပိုပဲရှာမယ်ဆိုတဲ့လူမျိုးဗျာโอเคအဲ့တော့ဟိုငွေအကြောင်းကဒီမှာတော့ပြီးသွားပြီကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ငွေအကြောင်းကိုအရင်မပြောချင်ဘူးကိုရိုင်းလည်းဒီအရင်မှာ special yeah bro ဟုတ်နေတော့လေဆရာကြီးမဟုတ်နေတော့ဒါကြီးတော့ yeah ဟုတ်တယ် bro အရင်မပြောချင်ဘူးပေါ့အဲ့တော့ကိုရိုင်းလည်းလေ့လာနေသေးတယ်ကွာဒီလားအဲ့တော့ကျွန်တော် content တွေမှာဆိုလည်းအဲ့လိုဟုတ်တယ် bro အဲ့လို finance အကြောင်းတွေပါတိတ်မပြောဘူးကိုယ့်ရဲ့ professional ဟုတ်မလို့ကိုကလည်းလေ့လာနေသေးတယ်မလို့ yeah ဒါတော့ဆက်ဆက်လို့ဟုတ်တယ်မှန်တယ် bro အဲ့တော့ဟို bro တနေ့တာပေါ့bro တနေ့တာမှာbro ရဲ့တနေ့တာကိုလုံးဝ impact ဖြစ်စေတဲ့ဟို bro လုံးသမျှထဲမှာဟို bro အကြိုက်ဆုံးအလေးကျင့်နေတာ3 ခုလောက်ဆိုပါဖြစ်မလဲလုံးတဲ့အရာကြီးတွေကကွာ yeah သုံးခုလောက်ဆိုရင်ရ bro ပထမတစ်ချက်ကတော့စာဖတ်တာပေါ့อืมစာစာဖတ်တယ်ဆိုတော့ကျွန်တော်အဥမာထားပါ ဘယ်လိုဖတ် yeah လဲစာဖတ်တာပေါ့စာဖတ်တာ bro ဟိုပေါ့ကျွန်တော်ဖတ်အများဆုံးfavorite type ကတော့ကျွန်တော်ရိုးဟိုပါပေါ့ traditional စာအုပ်နဲ့ဖတ်တယ်อืมနောက်တစ်မျိုးကကျွန်တော်podcast နားထောင်อืม okay hello ဟယ်လို အဲ့နည်း yeah နည်း bro ကြားတယ် okay အဲ့တော့ပြောပါအောင်podcast နား yeah bro ပြီးတော့ yeah ကျွန်တော်အဓိကပထမအဆုံးကကျွန်တော်အတိုက်ဆုံးပုံစံကတော့ဒီ traditional book ပေါ့ကျွန်တော်စာအုပ်ရိုးစာအုပ်နဲ့ဖတ်တယ်
ဒုတိယအနေနဲ့ကတော့ကျွန်တော်အဲဘာခေါ်မလဲကျွန်တော် podcast နဲ့ audio book အဓိကနားထောင်တယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကအဲဥပမာကားတွေဘာတွေမောင်းလဲဆိုတော့ကျွန်တော်ကားထဲမှာ audio book သုံးလို့ကိုနားထောင်နေတဲ့ podcast ကိုဖွင့်ထားလိုက်တယ်အဲ့လိုပဲဥပမာကျွန်တော်တခြားထားတော့ဒီကျွန်တော် agency အတွက်meeting ထိုင်နေအားနေတဲ့အချိန်ပါညာဆိုရင်လည်းကျွန်တော်ဒီ YouTube ကနေပြီးတော့ပဲကိုနားထောင်ချင်တဲ့ podcast ကို play လုပ်ထားတယ်အဲ့တော့မှอืมနားထောင်နေလိုက်အဲ့လိုမျိုးပေါ့လို့ရอืมအဲ့ဒါ habit 1ပေါ့နော် โอเคနောက်ထပ်ကော habit 2ကျတော့ bro habit 2ကျတော့ကျွန်တော်game ဆော့တာပေါ့อืมကျင်ဆော့ရခပီကျင်ဆော့ရကျွန်တော်တွေ့ရတယ်တောက်လျှောက်ဟို ညာ propose လိုက်တင်တယ် ညာ bro ညာကျွန်တော်ဟိုလောက်ခေတ်ကစဆော့တာ2022လောက်ခေတ်ကစဆော့တာ bro ရန်ကုန်ရောက်တဲ့အချိန်လောက်တင်တယ်อืมโอเคအဲ့အရင် အဲ့တော့ consistent ဆိုကျွန်တော်ပြောလို့ရညာတာဟိုကျွန်တော်တို့ကြ bro ညာဟိုဘယ်အဲ့ကလိုလဲလေးကကျွန်တော်တိတ်မပြတ်ဖြစ်ဘူးဟုတ်တယ်ကျွန်တော်ကြတော့ဂျင်ကကြိုက်တော့ကြိုက်တယ်ဗျာဒါပေမဲ့အာဟိုကျွန်တော်ကြားဘူးတဲ့ဟာဆိုရင်ဗျာအဲ့လိုမျိုးအလေးချင်းတစ်ခုကဟိုတိဆောက်ရတာကြတော့နည်းနည်းခက်တယ်ဗျာပြတ်ဖို့ကကြတော့အဲ့ကောင်ကဟုတ်တယ် bro 3ရက်လောက်ပဲလိုတယ်3ရက်လောက်ဘရိုပြတ်သွားပြီဂျင်မသွားတော့ဘူးဆိုရင်အဲ့ဒါကိုပြန်နောက်ထပ်4ရက်မြောက်နေ့မှာသွားဖို့တော်တော်အားယူရတယ်ဟုတ်တယ်မှန်တယ် bro အဲ့လိုနဲ့ကျွန်တော်ပြတ်သွားမှန်တယ်မှန်တယ် bro အခုအခုကတော့ကျွန်တော်နားထားတာအခုဟိုပြန်ဆော့နေရတော့တစ်လခွဲလောက်တော့ရှိပြီအခုတော့နားထားတာပေါ့နော်ဟိုတကြံကာလဆိုတော့နားထားပြီးမှပြန်ဆော့မယ်ပေါ့โอเคတော့ဂျင်ဆော့တာနောက်အော် နောက် bro gym bro ရော game ဆော့လားဆော့တယ်ကျွန်တော်ပုံတော့တိတ်မတင်ဘူးအော် ဟာ okay ဟုတ်တယ် bro တိတ်မတင်တာမတွေ့လို့အဲ့လိုဟုတ်တယ်မနာတာလားမစောပြတ်တာလားအဲ့လိုထင်နေတာညာ သုံးခုမြောက်ကပါဘရိုတော့ခုမြောက်ကနောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုကျွန်တော်ဟိုဟာလောက်တာဒီတရားဘက်ကိုကျွန်တော်နည်းနည်းလေ့လာပြတယ်အခုနောက်ပိုင်းမှာပါအဲ့ဒါတော့လေပုံမှန်လေးပြောရရင်ဒီอืมဒီတစ်နှစ်အတွင်းမှာပေါ့နော်ကျွန်တော် meditation လုပ်ဖြစ်တယ်ပြီးတော့တရားနာဖြစ်တယ်နောက်တစ်ခုကဒီနေ့မှာကျွန်တော်ပြောချင်တာကျွန်တော်ကဗုဒ္ဓဘာသာပေါ့နော်တခြားဒီဘာသာဝင်တွေလည်းပါလိမ့်မယ်အဲ့อืมတော့ဒီညမှာတော့ကျွန်တော်ကဗုဒ္ဓဘာသာဆိုတော့မကိုက Christian ဆိုလဲကိုယ့်ရဲ့ Christianity အကြောင်းလေ့လာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တာ meditation ကတော့ကျွန်တော်ကတော့လူတိုင်းလုပ်သင့်တယ်ထင်တယ်အဲ့တော့ကျွန်တော်ကအဓိက meditation လုပ်တယ်ပေါ့နော်တရားထိုင်နေပြီးတော့အဲတရားစာအုပ်တွေပူဖက်ဖြစ်တယ်နောက်တစ်ခုကတရားနာဖြစ်တယ်ပေါ့အဲ့ဒါကတော့အဓိကဟိုပါပေါ့အခုနောက်ပိုင်းကျွန်တော်တို့တော်တော်အဆင်ပြေလို့ခံစားရတယ်တော်တော်လေးproductive လည်းဖြစ်တယ်ပြီးတော့ဘယ်လိုပြောမလဲ mentally လည်းအကျန်းမာတယ်ပေါ့လားဘူးโอเคအဲ့ဘရိုအဲ့ဒါပြောတော့ကျွန်တော်တို့မှနည်းနည်းအံ့ဩပါတယ်ဒီရွယ်လေးနဲ့ပေါ့ဆိုတာ18ဆိုတဲ့ရွယ်ညာ လေး bro ဒါတွေလေ့လာရဲဆိုတော့လေအဲ့တော့ amazing ပေါ့လေကျွန်တော်တို့တော့အဲ့ညာ လောက် bro အဲ့လောက်မလေ့လာဖြစ်ဘူးတရားနဲ့မသက် bro okay good alright အဲ့တော့ကျွန်တော်3ခုပေါ့ကျွန်တော်3ခုကညာ တော့ bro ပါလဲဆိုတော့ကျွန်တော်စာဖတ်တာဘရိုနဲ့တော့တူတယ်ဒါပေမဲ့ကျွန်တော်ကဘယ်လိုဖတ်လဲဆိုတော့ကျွန်တော်ကတစ်ထိုင်နဲ့မဖတ်နိုင်ဘူး ကျွန်တော်ဖတ်တဲ့ပုံစံကမနက်ဆိုရင်ကျွန်တော်ကမိနစ်20ဖတ်တယ်ကျွန်တော်ညဆိုရင်မိနစ်20ဖတ်တယ်အဲ့ဒါပြီးသွားပြီကျွန်တော်စာဖတ်ခြင်းကတစ်နားတောင်မပြည့်ဟုတ်မိနစ်40ပဲဒါပေမဲ့ကျွန်တော်ကဘာလုပ်လဲဆိုတော့မိနစ်20စာဖတ်ပြီးသွားရင်အဲ့ဖတ်လိုက်တဲ့စာပေါ့နော်ဆိုတော့ကျွန်တော်မှတ်ထားပါတော့ဒီစာအုပ်ကိုရင်အဲ့လိုမျိုးဖတ်ရင်လည်းတုံးလုံးပြီးသွားပြီပေါ့ဥပမာအဲ့ထဲမှာကျွန်တော်မှတ်ထားရအများကြီးရှိရပါလိမ့်အဲ့မှတ်ထားတဲ့ဟာတွေကျွန်တော်မိနစ်20တိုင်မှာပေးလိုက်တယ်ဖုန်းကိုရှေ့မှာထားပြီးတော့အဲ့ဒီမိနစ်20တိုင်မှာပေးပြီးတော့ကျွန်တော်လှန်လိုက်တယ်ရောက်တဲ့နေရာတနေရာသို့မဟုတ်တချို့စာအုပ်တွေဆိုရင်အဲ့လိုမျိုးဖတ်တယ်တချို့စာအုပ်တွေကျတော့အစင်လိုက်ဖတ်တယ်အဲ့တော့ဖတ်လိုက်တဲ့ဟာမှာ maybe ထားပါတော့မိနစ်20အတွင်းမှာစာမျက်နှာ10မျက်နှာပြီးသွားတယ်အဲ့ထဲမှာကျွန်တော်က note လေးမှတ်လိုက်တယ်ပြီးသွားရင်ကျွန်တော်ကဘာထပ်လုပ်လဲဆိုတော့နောက်ထပ်မိနစ်20တိုင်မှာထပ်မှတ်တယ်နောက်ထပ်မိနစ်20တိုင်မှာထပ်မှတ်ပြီးတော့ကျွန်တော်ကအဲ့ဒါကိုပြန်ပြီးတော့စာပြန်ရေးတယ်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပေါင်းပြီးတော့ကျွန်တော်အဲ့ဒါကို inspire ယူပြီးတော့စာပြန်ရေးတယ်အဲ့တော့တချို့ဟာတွေကိုကျွန်တော် Facebook မှာတင်တယ်တချို့ဟာတွေကျွန်တော်စာအုပ်ထဲမှာထည့်တယ်အဲ့ဒါကျွန်တော်သွားတဲ့ပုံစံပေါ့နော်ကျွန်တော်ရဲ့ flow ပေါ့အဲ့ဒါကျွန်တော် daily habit တွေထဲမှာတော့နံပါတ်1အမြဲတမ်းလုပ်ဖြစ်တယ်မဖြစ်မနေလုပ်ဖြစ်တယ်ပေါ့လေအဲ့တော့နံပါတ်2ကကျတော့ကျွန်တော်လမ်းလျှောက်တာကိုပိုကြိုက်တယ်ကျွန်တော်ဆောင်းတော့ဂျင်ဆော့တာတို့ဘာလို့လဲကျွန်တော်အဲ့လိုလမ်းလျှောက်တာတို့ဘာလို့နည်းနည်းပိုကြိုက်တယ်အဲ့တော့ဟိုပုံမှန်အဖြစ်ကျွန်တော်မနေ့နိုးပြီဆိုရင်လူမျက်နှာတက်လိုက်တယ်ရေချိုးလိုက်တယ်ပြီးတော့ကျွန်တော်အခုနေတဲ့တိုက်ရဲ့အောက်ကိုကျွန်တော်ဆင်းတယ်ပြီးတော့အိမ်ယာထဲမှာပေါ့ကျွန်တော်အခုနေတဲ့ဒီအိမ်ယာထဲမှာကျွန်တော်လမ်းပတ်ချောက်တယ်အဲ့ဒါကိုကျွန်တော်မိနစ်20လောက်လုပ်တယ်အများဆုံးကတော့ကျွန်တော်အဲ့မနက်ပိုင်းမှာလုပ်တဲ့ဟာတွေနောက်ဆုံးတစ်ခုကဆောင်းတာဘယ်လိုပြောသလို meditation လုပ်တယ်ပေါ့နော် meditation ကကျတော့ကျွန်တော်ကဟိုဘယ်လိုပြောရမလဲအများကြီးမလုပ်ဘူး10မိနစ်15မိနစ်လောက်ပဲလုပ်တာအဲ့3ခုကတော့ကျွန်တော် morning ritual လို့လည်းပြောလို့ရတယ်အဲ့တော့မနက်တိုင်းမှာကျွန်တော်အဲ့3ခုပြီးမှပဲတခြားဟာတွေလုပ်တယ်ပေါ့လေကျန်တဲ့အချိန်တွေမှာတော့ကျွန်တော်ကကိုယ်ဖြစ်သလိုနေတဲ့ထဲမှာတော့ပါတယ်အရင်ကြီးတော့ serious ကြီးတော့မထားဘူးပေါ့နော်ဒါပေမဲ့အဲ့မနက်ခင်းကိုတော့အဲ့3ခုကိုတော့မဖြစ်မနေလုပ်တယ်အဲ့လိုမျိုးဂျင်ကကျတော့ကျွန်တော်ကအရင် passionate ဖြစ်တဲ့တော့မပါဘူးသွားတယ်အဲ့လို okay ကောင်းတယ်ကောင်းတယ် bro
bro ပြောရလဲ gym ဆိုလို့လေကျွန်တော်က gym ကိုဘာလို့ passion ဖြစ်တာလဲဆိုတော့ bro ကျွန်တော်တစ်ချက်ပြပဲဒီမှာလေကျွန်တော် audience တော့သိမှတင်တယ်ဒီမှာလေကျွန်တော် my name မှာတော့တင်တာကျွန်တော်ဒီမှာပုံတစ်ချက် show လိုက်အရ Yeah င်တော့ကတော်တော်ပိန်နေ bro ဗျာဟုတ်တယ်အခုနောက်ပိုင်းကကျွန်တော်ညာဘက်ကအခုပုံအဲ့တော့ဒီyeah လူတော်များများကျွန်တော်အနေရတယ် bro ဗျာဒီလားအရန်ပိန်နေပေါ့မင်းယောက်ျားဖြစ်ပြီးတော့တင်မလက်မောင်းလေးဆိုဒီတဝက်တလောက်လောက်ပဲရှိမှတယ်အဲ့လိုမျိုးကြတော့လည်းစိတ်တူပြီးတော့ gym ကိုဆော့လိုက်တော့3-4လလောက်နဲ့ဒီက ပြီး bro ခါသွားတာအင်းရကြောင့်ရဖိန်းကနေပြီးတော့ဟုတ်တယ်အဲ့ဒါလူငယ်တွေပြောချင်တာသိတယ်မလားကိုယ့်အနေနဲ့ဘရိုဟာမင်းကဘာကြီးတော့မင်းစောက်တော့မကြောက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုရင်သိရမလားကျွန်တော်တိတ်ခံစားမနေဘူးဒီကောင်တွေပြောတာမဟုတ်ဘူးဆိုတော့လုံးပြမယ်ဆိုတော့စိတ်ရှိအဲ့တော့အဲ့ကလေးက gym ကို passion ဖြစ်သွားတာကြာအဲ့တော့အခုကျတော့ bro ကပြောရမယ်ဆိုရင်ဂျင်းကိုဖိန်းကနေစလိုက်ပြီးတော့အခုကျတော့ bro က pleasure အတွက်ပဲသွားတော့တာဂျင်းကိုအဲ့လိုမျိုးဖြစ်သွားတယ် yeah ဟုတ်တယ် bro အဲ့လိုမျိုးတင်တယ်အဲ့လိုမျိုးဟုတ်တယ် bro အဲ့တော့အစားတော့တိတ် gym ကိုမကြိုက်ဘူး bro ရတယ်လားဟုတ်တယ်အဲ့လိုမခံကျင်လို့သိရမလားဒီကောင်တွေပြောတာငါမခံကျင်တော့ဘူးဆိုလို့လားသွားပြတာအခုနောက်ပိုင်းအဲ့လိုမဟုတ်တော့ gym ဆော့နေရကို enjoy ဖြစ်တယ်ညာ ဘိုင်းဖြစ်သွားတာ yeah yeah okay အဲ့တော့ bro အခုစီးပွားရေးတွေလုပ်တည်ရယ်ဟို business တွေလည်းလုပ်နေရယ်ပေါ့လေအဲ့တော့ဟို bro လိုမျိုးပဲဒီငယ်တဲ့အချိန်မှာကွာဒီစီးပွားရေးတစ်ခုကိုစကျင်တယ်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုစကျင်တဲ့လူငယ်တွေအတွက်ဆိုရင် bro တွေနဲ့ဘာအကြံပေးခြင်းလဲပေါ့ yeah ညာ bro အဲ့တော့ကျွန်တော်ပြောရမယ်ဆိုရင်ခုနကျွန်တော်အဓိကလုပ်နေတဲ့ business နှစ်ခုရှိတယ်ဒီ private school နဲ့ဒီ educational agency ပေါ့နော် educational agency ကတော့ကျွန်တော်ကိုယ်တိုင်စခဲ့တယ်ခုနအရှိမကျွန်တော်ပြောခဲ့သလိုပဲလုံးဝ0ကနေစခဲ့တဲ့အတွက်ဒီထက်ရတဲ့ experience တွေကိုနည်းနည်း sharing လုပ်ရှင်တယ်ပေါ့နော်okay အေးရ bro အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ကပေါ့ဘယ်လိုလဲဆိုတော့ဒီ entrepreneur တယောက်ဖြစ်ရှင်တဲ့ entrepreneurship ကိုစိတ်ဝင်စားတဲ့လူငယ်တယောက်ဥပမာကျွန်တော်တို့10ကျော်သက်ရှိမယ်သို့မဟုတ်အသက်20ကျော်အရွယ်ရှိလိမ့်မယ်အဲ့ဒီလူငယ်တွေကိုဘာမှဒီ business တွေ service တွေ product တွေ create မလုပ်ခင်ကိုပေါ့နော်ကျွန်တော်တို့ဒီ invest လုပ်ဖို့တိုက်တွန်းခြင်းတယ်ကို့မှာရှိတဲ့ရှိထိုက်တဲ့ skill တွေရှိတယ်ဥပမာကျွန်တော်တို့စီးပွားရေးလုပ်ပြီဆိုရင်ကျွန်တော်တို့network ယူရတယ်အဲ့တော့ network ယူမယ်ဆိုကျွန်တော်တို့ဘယ်လိုပြောမလဲစကားပြောတတ်ရတော့မယ် presentation လုပ်တတ်ရမယ် communication ကောင်းရမယ် negotiate လုပ်တတ်ရမယ်ကျွန်တော်တို့ညှိနှိုင်းတတ်ရမယ်ဒါမျိုးပေါ့ဗျာအဲ့ဒါexample တစ်ခုပြောပြတာကျွန်တော် skill တွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကိုဖြည့်ပြီးတော့မှပဲ product တို့ service တစ်ခုကို create လုပ်စေချင်တယ်ပေါ့ဗျာ okay အဲ့တော့ right ပြောရမယ်ဆိုရင်ဒီဟာကိုကျွန်တော် formula တစ်ခုထုတ်ထားတယ်ဒါကျွန်တော်စီကနေရတဲ့ formula ပေါ့နော်ဘယ်လိုဒီစီး yeah ပွား bro yeah ရေးဖြစ်ဒီကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေဆိုရင်ကျွန်တော်ကတော့အမြဲတမ်းပြောတာပါလဲဆိုတော့ number 1ကscale မှာ invest လုပ်ပေါ့ဘယ်လိုဆောင်းလာပြောလို့ကိုယ်အနေနဲ့ဘာ join ချင် yeah မှု bro ဘာအဲ့ join ချင်မှုတစ်ခုခုမှာကိုယ်အနေနဲ့ယင်းနှိမ့်တစ်ခုလုပ်လိုက်အဲ့ join ချင်မှုကနေပြီးတော့ဘာဖန်တီးပေးလဲဆိုတော့ဆောင်းလာတစ်ခုကျွန်တော်ပြောလို့မျိုး network တစ်ခုဖန်တီးပေးတယ်ပတ်ဝန်းကျင်ကောင်းတစ်ခုပေါ့အဲ့ဒီပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးလာပြီဆိုတာနဲ့အများဒီ join ချင်တဲ့အရာပေါ့ကို join ချင်တဲ့အရာကဟိုဘယ်လိုပြောရမလဲအဲ့ဒီပတ်ဝန်းကျင်မှာအလုပ်ဖြစ်လာလိမ့်မယ်အလုပ်ဖြစ်လာပြီးသူတို့ကိုကူညီနေတဲ့ဒီ business တစ်ခုစလို့ရမှန်တယ် bro အဲ့တော့အဲ့ဒီ network နေပြီးတော့မှဘာထပ်ပြီးတော့ဖန်တီးပေးလဲဆိုတော့ network ကိုဖန်တီးပေးတယ်အဲ့တော့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့ဒီပိုင်ဆိုင်မှုပေါ့ network အဲ့ဒီဟာကိုဖန်တီးပေးလိမ့်မယ်အဲ့ဒီဆောနာပြောတဲ့ environment ပေါ့အဲ့ဒီပတ်ဝန်းကျင်ကနေပြီးတော့မှ income ဆိုတဲ့အရာကိုဖန်တီးပေးလိမ့်မယ်အဲ့တော့အရေးကြီးတာတော့ scale အရင်ရေးကြီးအဲ့တော့သုံးခုပေါ့နော်ကျွန်တော်ကတော့ဟိုလွယ်လွယ်မှတ်ထားတာက scale အဲ့ scale ကနေမှတခုဘာကိုထပ်ပြီးတော့ဖြည့်မလဲဆိုတော့ environment ပတ်ဝန်းကျင်တစ်ခုကိုပြောင်းလိုက် network တစ်ခုပြောင်းလိုက်ပြီးတော့တော့သူ့လိုဘာဖြစ်လာမလဲဆိုတော့ဒီကိုယ်ပိုင်လုပ်ငန်းတစ်ခုက level လာလိမ့်မယ်ဒါပြောတော့လွယ်တာပေါ့လေအဲဟုတ်တယ် bro ဒါတော့လော bro ကပြောရတယ်ကျွန်တော်ပြောရတယ်တော်တော်စင်တယ်ထင်တယ်ဒီအချက်ကလေဗျာဒီကတော်တော်ကိုတူတယ်လူငယ်တွေအနေနဲ့ဆိုရင်ကျွန်တော်တို့10ကျော်တက်လောက်ဆိုရင်ဒီ relationship တစ်ခုတွေကိုဝင်ကြတယ်ပေါ့နော်အဲ့တော့ဒီ question မှာကျွန်တော်တို့ topic နှစ်ခုဖြစ်သွားလိမ့်မယ်အဲ့ဒါကပထမတစ်ချက်ကကျွန်တော်တို့ဘယ်အချိန်မှာအဝင်သင်ဆုံးလဲပေါ့နော်ကျွန်တော် prepare ဘာတွေလုပ်တင်လဲဘယ်အချိန်မှာဝင်သင်လဲပေါ့ဥပမာကျွန်တော်တို့တချို့ဆိုရှိတယ်ဘလို့ရာအဲမိဘတွေကဥပမာတက္ကသိုလ်တက်မှတို့အဲ့လိုမျိုးအများကြီးရှိတယ်ဘလို့ကျွန်တော်တို့မြန်မာနိုင်ငံ delay အရာပေါ့နော်အဲ့တော့ဒီဘယ်အချိန်မှာဝင်သင်လဲပေါ့နောက်တစ်ချက်ကကြတော့ဝင်သွားပြီပေါ့ရှိနေတဲ့သူတွေဆိုရင်ရောကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်ဘာတွေရှောင်သင့်လဲစောင့်သင့်လဲဘလို့ handle လုပ်သင့်လဲပေါ့ရာ relationship ကကြတော့ပြောရမယ်ဆိုရင်ကျွန်တော်အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်အဲ့လိုမျိုးအာထားမထားနဲ့ကွာအဲ့ limit ကြီးထားမထားနဲ့ကျွန်တော်ကအဲ့လိုမျိုးလူအော် ငယ် okay bro ဥပဒေလေးပြောချင်တယ်ကွာကိုယ်တိုင်လည်းထားမထားဘူးကျွန်တော်ဆိုလည်းဟောထားမထား okay bro 10 တန်းလောက်ပြည့်ရည်သားထားတယ်ကွာအဲ့လိုမျိုးအော် okay ဆိုတော့ဟိုအရင်ကြီးတော့ serious ကြီးမထားနဲ့ကွာဟိုချိန်ရောက်မှဟိုလုပ်မယ်ဒီချိန်ရောက်မှရည်စားထားမယ်အဲ့ဒါထက်စာရင်ပေါ့နော်ကျွန်တော်က priority ကိုပဲကျွန်တော်ကပို့ပြီးတော့ဟိုမြင်စေချင်တယ်ကျွန်တော်အဲ့ဒါလေးဟိုနေ့ကမှစာလေးတင်ထားသေးတယ်လူငယ်တယောက်အနေနဲ့ maybe 10 ကျော်သက်အရွယ်မှာဒီဟာကိုစိတ်ဝင်စားတာကတဘာဝပဲ
အဲ့ဒါယူသွားပြီးတော့စိတ်ဝင်စားတင်မှုငါမထားတင်မှုဟိုဖြစ်တယ်ဒါဖြစ်တယ်အဲ့ဒါမျိုးကြီးပိတ်ပင်လိုက်တာပို့ပြီးတော့ကိုယ်ဟိုကျဉ်းကျက်သွားစေတယ်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတယ်ကွာအဲ့ဒါပါလဲဆိုတော့အခုထိအသက်20ကျော်ပြီကွာရီးစားတစ်ခါမှမထားဘူးအာအဲ့လိုရရအဲ့ခါကျသူတို့ဘာဖြစ်လဲဆိုတော့တစ်ဖက်ကလူကြည့်ပေါ့ဥပမာ relationship ကကိုက toxic relationship တွေရောက်နေတဲ့လူတစ်ယောက်ကနေပြီးတော့သူ့ကိုကြည့်မယ်ဆိုရင်ဘာမြင်မှာလဲဆိုတော့သူအဆင်ပြေလိုက်တာပေါ့နော်သူရေးစားလည်းမရှိဘူးပူပန်တာမရှိဘူးအေးချမ်းလိုက်တာသူမြင်လိုက်မယ်ဒီနေ့မှပဲသူကနေပြီးတော့အဲ့relationship မရှိတဲ့သူပေါ့အဲ့လူငယ်ကွာတစ်ခါမှမထားဘူးတဲ့အဲ့တယောက်ကနေပြီးတော့တစ်ဖက်ကိုကြည့်လိုက်မယ်ဆိုရင်လည်းဘာမြင်လဲဆိုတော့သူတို့တွေตายရနေတယ်ပေါ့နော်ဂျီနူးနေအဲ့ဒါကိုဟုတ်သူမြင်ပါတယ်တယ်ဘရိုရရ unconsciously အဲ့ဒါမြင်ပါပဲကွာဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတင်းကျပ်ထားတာပါလဲဆိုတော့ငါမထားသင့်ဘူးအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ तू ကနောက်ပိုင်းကျတော့ကောင်မလေးနဲ့တွေ့ရမှာဟိုက तू ကမရဲတော့စကားမပြောရတော့အဲ့လိုမျိုးဆိုတော့ဘယ်လိုပြောရမလဲဒါကိုမြင်တဲ့အချိန်မှာကျွန်တော်ဘာခံစားရလဲဆိုတော့ okay ဖွင့်ထားပေးလိုက်နှလုံးသားကိုဖွင့်ထားပေးလိုက်ဆိုတော့ကဒီအယူဖွင့်ထားပေးလိုက်ဥပမာကိုက maybe ထားပါတော့18လောက်ပဲရှိသေးတယ်19လောက်ပဲရှိသေးတယ်ဟိုတယောက်ကိုသဘောကျတယ်ဆိုရင်အဲ့ဒီဟာကိုဖွင့်ထားလိုက်ဖွင့်ထားပြီးတော့တရားစကားတွေသွားပြောပြီးရင်သူ့ကိုကိုချင်းချစ်တဲ့အကြောင်းပြောပလိုက်တရားခိုင်တော့ပေးပလိုက်ကျွန်တော်အဲ့ဒါကိုပို့အားပေးတယ်တချင်ထဲမှာပဲ ညင်းရလဲညင်းခံလိုက်ပါ တချင်ထဲမှာပဲဘာလို့လိုအပ်လဲဆိုတော့ဆောနာပြောရဲအဲ့ဒီဦးစားပေးတဲ့ဟာပေါ့ဒါပေမဲ့အများနဲ့ရဦးစားဘရိုပေးတဲ့အရာကတော့ကိုကဖြစ်နေတယ် self ဆိုတဲ့အရာဖြစ်နေတယ်အဲ့တော့အဲ့ဒီနေရာမှာကျွန်တော်သွားပြီးတော့ပြောချင်တာအဲ့ self love ပေါ့ self love မရှိဘဲနဲ့တခြားသူတို့သွားပြီးတော့ကျွန်တော်ကတော့မရှိစေချင်ဘူးအဲ့ဒါကြီးတော့မလုပ်စေချင်ဘူးအဲ့တော့လူငယ်တွေအဓိကပြောချင်တာပါလဲဆိုတော့ရည်စားမထားနိုင်မဟုတ်ထားလို့ရတယ်ရှစ်သူမထားနိုင်ဘူးထားလို့ရတယ် relationship ကိုတိဆောက်လို့ရတယ်တချင်ထဲမှာဘာလဲဆိုတော့ကိုယ့်အနေနဲ့ကိုပြန်မေးကြည့်ငါက self love ရှိနေပြီလားပေါ့ကို self love ရှိနေပြီလားအဲ့ဒီ self love ဆိုတဲ့အရာကြီးကိုအပြည့်အဝကွာမဖြစ်ရသေးဘူးဆိုရင်ကိုအရင်ဖြည့်အောင်ကိုအရင်ဖြည့်ပြီးပြီဆိုရင်じゃမတခြားသူသွားပြီးတော့ပေးပေါ့လေအဲ့ဒါနံပါတ်1အချက်ပေါ့အဲ့ဒါနံပါတ်1ချက်ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒါကျွန်တော်ဆရာပြောခဲ့သလိုပဲကိုလိုချင်တဲ့သူမရဘူး relationship တစ်ခုမှာကိုလိုချင်တဲ့သူဘယ်တော့မှမရဘူးဘယ်လိုလူရမှာလဲဆိုတော့ကိုလိုလူပဲရမှာ range တစ်ခုမှာကိုလိုချင်တဲ့သူမရအောင်เนาะကိုလိုလိုပဲရမှာအဲ့တော့ဒီစကားကိုလည်းပြန်ပြီးစဉ်းစားကြည့်အောင်ဘရောကိုလိုချင်တဲ့သူဆိုတာ maybe ဒါတော့အရင်မြင်မြင်လည်းဖြစ်ပဲအသားရှိလည်းဖြစ်ပဲတခြားစိတ်ပိုင်းဆိုင်တဲ့ပတ်သက်ပြီးတော့ emotion ကောင်းတဲ့သူဖြစ်မယ်စသဖြင့်ပါဒါကိုလိုချင်တဲ့သူဒါပေမဲ့ကိုကကြတော့လက်ရှိမှာဘယ်လိုပုံစံဖြစ်နေလဲဆိုတော့တခုဆိုပြင်းကြတယ်တခုဆိုရင်ဘာမှမလုပ်ရှင်တခုဆိုရင်အရန်စိတ်ကအရန်ကလေးဆန်တယ်အရန်စိတ်တူလွယ်တယ်စသဖြင့်အဲ့လိုမျိုးကိုယ်မှာ negative တွေအရန်များနေရဆိုရင်သိကြတယ်ကိုရမယ့်လူကလည်းကိုလိုလူဖြစ်လိမ့်မယ်အဲ့တော့အရင်ဆုံးကိုကဘယ်လိုလူဖြစ်ရှင်တာလဲကိုအရင်တိဆောက်အောင်အဲ့ဒီနှစ်ခုကတော့အရန်အရေးကြီးလိမ့်မယ်အဲ့တော့နောက်တစ်ခုက Tony Robbins ပြောခဲ့တဲ့စကားပေါ့နော်အဲ့ဒါဘာလဲဆိုတော့အချစ်ဆိုတာကလည်းအမြဲတမ်းနှစ်စားဖြစ်စေရတဲ့ relationship ဆိုတာအမြဲတမ်းနှစ်စားဖြစ်စေရအဲ့တော့ဆိုလိုတဲ့သဘောတရားထားတော့ဘရိုအခုဘရိုကအရန်ပျော်နေတယ်အရန်ကိုနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအရန်ရှိနေတယ်လောကငွေကြေးကလည်းအဆင်ပြေနေတယ်အဲ့ဒီအချိန်မှာဘရို relationship တစ်ခုထားရဆိုသိကြတယ်ကြားတဲ့ relationship ကအဲ့ဒီအရာတွေနှစ်စားဖြစ်စေပါနားလည်အောင်ပြောရရင်အဲ့တော့ကိုကလက်ရှိဟိုလူငယ်တယောက်အနေနဲ့ maybe ထားပါတော့ငွေဆိုရင်လည်းအရန်နေပဲတောင်းနေရတယ်ပြီးတော့ရင်အလုပ်ကလည်းမဲရမရှိဘူးတခုဆိုလက်ကြောလည်းမတင်ဘူးတခုဆိုရင်အရန်အပြင်းကြတယ်စသဖြင့်အဲ့မကောင်းတဲ့ habit တွေအရန်များနေရဆိုရင်ကိုကမပြောမရှင်ဖြစ်နေစိတ်ကလည်းညစ်နေအဲ့ဒီအချိန်မှာကိုက relationship ကိုတွားထားလိုက်မယ်ဆိုရင်ဘာဖြစ်သွားမှာလဲဆိုတော့အဲ့ကိုမှရှိနေတဲ့အရာတွေပဲတွားပြီးတော့နှစ်ဆထပ်ပြီးတော့အဲ့ဒီ relationship မှာထပ်တိုးသွားမှာဒါထုံနေမပြောခဲ့တာပါလေအဲ့တော့ဒါလေးကိုကျွန်တော်တို့မြင်စေချင်တယ်အချက်၃ချက်ကတော့ကျွန်တော် relationship ဘယ်လိုဆွမ်းနာပြောရဲဘယ်အချိန်မှာတွဲရမလဲဘယ်အချိန်မှာဟောလုပ်ရမလဲဆိုတော့အဲ့ဒါကြီးရှိပြီဆိုရင်တွဲပိုကောင်းတယ်အဲ့ဒါကြီးမရှိဘဲနဲ့တွဲလို့ရဆိုတော့ရရတွဲဘာမှမဖြစ်ဘူးပြဿနာမရှိဘူးရရကောင်းတယ်ကောင်းတယ်ဘရိုရဘရိုပြောတာမိုက်တယ်ဟိုကလေကျွန်တော်တို့တူရစုတယ်ဆိုတဲ့သဘောတရားပေါ့နော်ကျွန်တော်တို့အဲ့ဒါဆိုတော့မှန်တယ်ရပြီးတော့ဟိုကျွန်တော်တို့အမြင်မတူရင်လည်းအမြင့်မတူဘူးပေါ့อืနော်มဒီလိုမျိုးရှိတယ်ရိုဆိုင်တော်တော်ဖတ်တာသိတာ အဲ့လိုမျိုးပေါ့ဘရိုအခုလိုမျိုးက business လည်းလုပ်တယ်တစ်ဖက်မှာတခြား side hustle တွေလည်းလုပ်တယ်တကယ်လို့ကိုယ်က relationship တစ်ခုရှိတယ်ပေါ့ relationship တစ်ခုရှိရဆိုရင်အဲ့လိုမျိုးတစ်ဖက်ကဟာနဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့တင်မလားအဲ့လိုမျိုးနည်းနည်း distraction တွေလည်းအများများတယ်ကွာအလုံးမှာတစ်ဖက်မှာလည်း relationship ကရှိနေရဆိုရင်ဘယ်လို handle လုပ်မလဲဘာတွေကအရေးကြီးလဲ bro အနေနဲ့ဆိုရင်ကျွန်တော်တို့ကနှစ်ယောက်လုံးက growth mindset ရှိနေတယ်ဆိုရင်အဲ့ကိစ္စကလေဘရိုတိတ်ဟိုညှိကြမလို့လို့ကျွန်တော်ခံစားရတယ်อืมဟုတ်တယ်ကျွန်တော်ပြောတာဘရိုနားလည်တာတော့မသိဘူးဥပမာထားပါတော့ကျွန်တော်တို့ကအဲတချို့ဥပမာ
ကျွန်တော်ကအလုပ်လုပ်တဲ့သူတယောက်ကျွန်တော်တွဲလိုက်မဲ့ကောင်မလေးကကလေးဆန်နေဆိုရင်သူ့ကိုကျွန်တော်က caring လုပ်ပြီးတော့တနေ့ကုန်စာပို့နေရမယ်တနေ့ကုန်ဖုန်းခေါ်နေရမယ်တနေ့ကုန်ဗီဒီယိုကောတွေခေါ်နေရမယ်သိရမလား bro အဲ့လိုဆိုရင်တော့ဘယ်လိုပြောမလဲခုန bro ပြောခဲ့တဲ့စကားအတိုင်းဆိုကျွန်တော်တို့ရဲ့ personal development ကိုထိခိုက်သွားနိုင်တယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ unhealthy ဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်อืมအဲ့ဒါတစ်ပိုင်းပေါ့ bro အဲ့တော့အဲကိုယ့်အနေနဲ့ right person ပေါ့ อืมခုနကလည်းကျွန်တော်တို့ပြောတဲ့နေရာမှာလည်းပါပြီးသားပါကိုယ့်အနေနဲ့အလုပ်ကြိုးစားတယ်အလုပ်တစ်ခုကိုဖြစ်မြောက်အောင်လုပ်တယ်ဆိုရင်ကိုကအလုပ်ကြိုးစားတယ်အလုပ်ဖြစ်မြောက်အောင်လုပ်တဲ့လူနဲ့ပဲဘယ်လိုတွေ့မှာလို့ကျွန်တော်တို့ကဘာလို့ဆိုတော့ကျွန်တော်တို့အမြင်တူတယ်ဆိုရင်အမြင့်တူတဲ့သူနဲ့တွေ့မှာဆိုတော့ကျွန်တော်တို့သိကြတယ်โอเคโอเคအဲ့လိုမဟုတ်ဘဲနဲ့ကိုကအေးအဲ့လိုမဟုတ်ဘဲနဲ့ကိုကဘယ်လိုပြောမလဲအရင်ကိုဘယ်လိုရကိုယ့်ရဲ့ဥပမာကိုယ့်ရဲ့ type နဲ့ opposite ဖြစ်နေတဲ့သူဆိုရင်တော့နည်းနည်းလေးမမရတာတော့မဟုတ်ဘူးရတယ်သို့ပေမဲ့ handle လုပ်လို့နည်းနည်းခက်မယ်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့နည်းနည်းညင်နာဒါလေးရှိနိုင်တယ်ပေါ့နော်ဥပမာကိုယ့်ရဲ့အလုပ်ချိန်ကိုဖယ်ပေးလိုက်ရတာမျိုးသို့မဟုတ်ခုနကျွန်တော်ပြောခဲ့သလိုပဲဥပမာတနေကုန်စာရိုက်ပေးနေလို့ကျွန်တော်တို့ side hustling လုပ်လို့မရတဲ့အချိန်မျိုးအဲ့လိုမျိုးတွေရှိနိုင်တယ်ပေါ့ရပါဘူးอืมอืมအရင်ကောင်းပါတယ်အဲ့တော့ဟိုလူငယ်တွေလည်းအခုချိန်မှာ relation မရှိသေးဘူးဆိုရင်ဒီအချမ်းချမ်းအရင်ကောင်းတယ်ကိုနဲ့ပတ်သက်ပြီးတော့ပဲ right ဖြစ်နေအောင်ပေါ့အရင်ဟိုမှန်ကန်နေအောင်ဟို personal development စသဖြင့်အရာအားလုံးပေါ့လေအဲ့ဒါတွေကိုမှန်ကန်တိုးတက်နေအောင်လုပ်ဖို့ပို့အကြံပေးတယ်ပေါ့ကျွန်တော်လည်းอืม okay အဲ့တော့ bro တခြားရောဘာတွေဘယ် topic ကိုသွားကြမလဲ โอเค bro ညဘယ် topic ကိုသွားမလဲဆိုတော့အခုကျွန်တော်တို့ trending ရဲ့ဖြစ်တယ်အရင်လဲဟို useful ဖြစ်တဲ့ကျွန်တော်တို့ artificial intelligence ပေါ့ AI okay အဲ့ဘက်ကိုကျွန်တော်နည်းနည်းလေးလှမ်းကျင်တယ်ပေါ့နော် bro ဟုတ်ည bro okay အဲ့တော့bro လဲလူငယ်တယောက်ဆိုတော့ဒီ AI ရဲ့အသုံးကျပုံဘယ်လောက်ထိအဲလက်တွေ့ဆန်ဆန်လှုပ်ဆောင်နေလဲဆိုတာ bro လဲသိနေပြီအဲ့อืมတော့ bro အနေနဲ့လူငယ်တွေကိုပေါ့AI ကိုကျွန်တော်တို့ဘယ်လောက်ထိဘယ်လောက် percent အထိလေ့လာထားတင်လဲအသုံးချတင်လဲလို့ bro မြင်လဲပြီးတော့ဟိုပေါ့ကျွန်တော်တို့ဘယ်လောက် impact ဖြစ်နိုင်လဲပေါ့ကျွန်တော်တို့ daily life တွေโอเคအဲ့တော့impact ကတော့အများကြီးဖြစ်တယ်ဗျတကယ်အများကြီးဖြစ်တယ် impact ကတော့ဒါပေမဲ့အဲ့မှာတစ်ခုရှိတာပါလဲဆိုတော့ဟိုအရင်များတဲ့အခါကျတော့လေဟိုရောသွားနိုင်တယ်အရင်များတဲ့အခါကျဟိုဆက်ဆက်ဒီဆက်ဆက်လေးဖြစ်သွားနိုင်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဘာကိုပို့ပြီးတော့ focus လုပ်စေချင်လဲဆိုတော့ကိုယ့်ရဲ့ career ပေါ့ကိုယ့်ရဲ့ career နဲ့အာအနည်းဆက်ဆုံးမှာရှိတဲ့ AI တွေကိုပို့ပြီးတော့လေ့လာဖို့ကျွန်တော်ကဟိုတိုက်တွန်းချင်တယ်ပေါ့လေပို့ပြီးတော့ဦးစားပေးစေချင်တယ်ကွာဥပမာထားပါတော့ဟိုကိုက graphic designer ဖြစ်တယ်ပေါ့လေ graphic design ဆွဲရတဲ့သူတယောက်ဖြစ်တယ်ဆိုရင်အဲ graphic design နဲ့ပို့ပြီးတော့နီးကပ်တဲ့အရာတွေကိုအရင်ဆုံး target ထားပြီးလေ့လာမယ်ဆိုရင်တော့ဟိုပို့ပြီးတော့ထိရောက်မယ်လို့ထင်တယ်ဆိုလိုတာကအကုန်လုံးလေ့လာရလဲကောင်းတယ်ဒီချိန်ထဲမှာဘာဖြစ်သွားလဲဆိုတော့ဟိုဝေခွဲမြတ်ဖြစ်သွားတယ်အများပြီးတော့ဒီခေါင်းထဲမှာအဲ့လို distraction အနေနဲ့ဖြစ်သွားနိုင်တယ်အဲ့ဒီအစားကောင်းတာတော့ကိုယ့်အနေနဲ့ကျွန်တော်ဆိုလဲ content writer content ရေးတယ်အဲ့တော့ content ရေးတဲ့အခါကျတော့ဘာလုပ်လဲဆိုတော့အဲ့ content ရေးတဲ့ဟာနဲ့ပတ်သက်ပြီးတော့အဓိက tools တွေကိုသုံးဖြစ်တယ်အဲ့ဒါအရင်ကိုပို့ပြီးတော့ဘာဖြစ်စီတယ်ဒါပေမဲ့ကျွန်တော်နဲ့တိတ်ပြီးတော့ asset မှုမရှိတဲ့ graphic design ဟာတွေကိုကျွန်တော်အရင်ချောင်းမကြည့်ဖြစ်ဘူးပေါ့အဲ့တော့အဓိကပြောချင်တာကတော့ AI တွေကတော့တောက်လျှောက်ကတော့ဟို upgrade ကတော့ဖြစ်နေမှာပဲဒီနေ့မှာကိုယ့်ရဲ့ career နဲ့ပို့ပြီးတော့နီးကပ်မဲ့ဟာပေါ့ကိုယ့်ရဲ့ career နဲ့ပို့ပြီးတော့ဟိုဘယ်လိုပြောရမလဲကိုယ့်ရဲ့ career ပို့ပြီးတော့ upgrade လုပ်ပေးနိုင်မဲ့ AI တွေကိုအဓိက focus ထားပြီးလေ့လာဖို့ကျွန်တော်ပြောချင်တာဘာလို့လဲဆိုတော့အခုက trend တွေလည်းဖြစ်တယ် AI နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးည bro ပျောက်သွားမှာဆိုလို့အဓိက focus ပျောက်သွားမှာဆိုလို့ပါဒီလား AI ကတော့ upgrade ဖြစ်နေမှာပဲဒါပေမဲ့အရေးကြီးတာဘာလဲဆိုတော့လေ့လာတဲ့အခါမှာ focus မပြတ်ဖို့အဲ့လိုမျိုးဆောနာအဓိကဟာတွေကိုလေ့လာဖို့ကျွန်တော်ပို့တော့အကြံပေးခြင်းတယ် AI နဲ့ပတ်သက်ရင် percentage အနေနဲ့ပြောမယ်ဆိုရင်တော့အဲကျွန်တော်အနေနဲ့ဆိုရင်80%လောက်ကတော့တကယ် AI ရဲ့အကူအညီလိုတယ် AI ရဲ့အကူအညီနဲ့အများကြီးတိုးတက်ပြောင်းလဲသွားနိုင်တယ်ပေါ့လေဥပမာကျွန်တော်တို့စာရေးတဲ့သူဆိုရင်လည်းအဲကျန်တဲ့20%လောက်ကိုပဲဘာလုပ်ရမှာလဲဆိုတော့ဟိုပို့ပြီးတော့ဟုတ်နည်းနည်းလေးပဲထပ်ဖြည့်လိုက်ရတာတို့ထပ်ပြီးတော့ကိုယ့်အတာကိုယ့်ရဲ့ experience တွေထည့်တာတို့ဘာလို့လုပ်ရတယ်ပေါ့အဲ့လိုမျိုးလိုတယ်ဒါပေမဲ့ဟိုတခုရှိတာကကျွန်တော်တို့စာအုပ်ရေးတဲ့သူပေါ့ကျွန်တော်တို့မျိုးစာအုပ်ကျွန်တော်ဒီနေရာမှာ content writer ကိုအဓိကထားပြောတာပေါ့ copywriter တို့ content writer တို့အဲ့ဒါကိုအဓိကထားပြောတာကျွန်တော်တို့စာအုပ်ရေးတဲ့သူတွေကကြတော့အဲ့ဒီဟာတွေကိုကျွန်တော်မထည့်ချင်ဘူးပေါ့နော်စာအုပ်ထဲမှာကိုယ့်ကို authentic မဖြစ်ဘူးလို့ခံစားရတယ်အဲ့ဒီခါမှာကျတော့စာအုပ်အတွက်ဆိုရင်တော့ကျွန်တော်ရေးတဲ့ပုံစံကတော့ like authentic ဖြစ်သွားတယ်ဟိုတကယ်ကိုကြုံတဲ့ဟာတွေပဲအဓိကထားပြီးတော့ကျွန်တော်စောက်တည်တယ်မှာထည့်ရေးလေးရှိတယ်ပေါ့နော်ကိုတကယ်လုပ်တဲ့ဟာတွေအဲ့လိုမျိုးပဲလုပ်တယ်အဲ့လိုမျိုးဒါပေမဲ့ကျွန်တော်ရဲ့ client တွေဘာတွေလို့ဆိုရင်တော့အဲ့လိုမျိုးအဲ့ဒီ tools တွေကိုသုံးဖြစ်တယ်ပေါ့အရင်တော့မဟုတ်ဘူးသုံးတော့သုံးဖြစ်တယ်အဲ့လိုမျိုး yes ဟုတ်
Yeah bro ကောင်းတယ် bro ရမှန်တယ် bro AI နဲ့ပတ်သက်လို့လေ bro အခုကျွန်တော်သူမြင်ရတယ်ပေါ့နော်တော်တော်များများလူငယ်တွေကလေ bro ပြောတဲ့အတိုင်းဖြစ်နေတာပေါ့ကျွန်တော်တို့ကိုသွားမဲ့ pathway ကို focus မလုပ်ဖ ೇನೆ ဥပမာထားပါတော့အခုရက်ပိုင်းကျွန်တော်တို့ရိုက်နေတဲ့ရက်ပိုင်းဆိုရင်ဘာ trend ဖြစ်လဲဆိုကျွန်တော်တို့အာဘာခေါ်လဲကျွန်တော် figure လေးတွေလေဒီလားကျွန်တော်တို့အဲ့ဒါလေးတွေထုတ်တာတို့ cap ပုံကိုကြည့်ရမလားကာတွန်းပြောင်းတာဘာညာအဲ့ဒါမျိုးတွေဆိုရင်ကျွန်တော် AI နဲ့လုပ်တာပေါ့နော် ChatGPT နဲ့လုပ်တယ်အဲ့တော့ကျွန်တော်တွေ့မိတာဘုရားလူငယ်တွေအနေနဲ့အဲ့လို training ဖြစ်တယ်ဆိုရင် AI ကို find လုပ်ကြည့်လိုက်တယ်သုံးကြည့်လိုက်တယ်တို့ပြင်မဲ့တကယ် daily text တွေပေါ့ဥပမာကျွန်တော်တို့ကျောင်းသားဆိုရင်assignment ရေးတဲ့အချိန်မှာကူညီခိုင်းလို့ရတယ် AI ကိုကျွန်တော် bro ပြောခဲ့လို့ပဲ copywriter တွေ content writer ဆိုလဲဒီသူတို့content မှာ support လုပ်ခိုင်းလို့ရတယ် AI ကို assistant အနေနဲ့ခေါ်သုံးလို့ရတယ် graphic designer ဆိုလဲဒီလိုပဲပေါ့နော်ဥပမာကျွန်တော်တို့graphic designer ဆိုရင်ကျွန်တော်တို့ Canva တို့ဥပမာ Canva ပေါ့ Canva သုံးတတ်ရင်ကို bro ကျွန်တော်တို့တော်တော်အရှိရောက်တယ်ဟုတ်တယ် bro ဟုတ်တယ်ည bro နောက်တစ်ခုChatGPT ဆိုရင်လည်းတော်တော်များများ bro ရကျွန်တော် create လုပ်လို့ရနေပြီဒီလားဟို Photoshop မှာဆွဲမဲ့အစားလေးတော်တော်ကိုကျွန်တော်တို့ဘယ်လိုပြောမလဲ step 1 2 3 4 step 4 5လောက်ကို skip လုပ်ပြီးတော့အဲ AI ကို generate လုပ်ခိုင်းလို့ရတယ်ပြီးတော့မှကျွန်တော်နည်းနည်းလေးbrush up လုပ်လိုက်တယ်ဆိုရင်ပိုအဆင်ပြေရပေါ့နော်ကျွန်တော်တို့အချိန်လည်းတက်တာတယ်လူလည်းတက်တာတယ်အဲ့လိုမျိုးပေါ့ရပါဟုတ်တယ် bro အဓိကတော့ focus ကအရေးကြီးပါတယ်ဒီခေတ်မှာ ဟုတ်တ AI ယ်ဟုတ်တယ်ဗျာဟို social media လည်းအရန်ဘယ်လိုပြောရမလဲဟို distraction တွေအရန်များတဲ့အချိန်မှာကိုယ်က focus ချိပြီးတော့တစ်ခုဆိုတစ်ခုအဲ့လိုမျိုး design မဲ့လေ့လာတာပို့ပြီးတော့အထာကြတယ်ကွာဆိုတော့ကဥပမာ မှန်တယ် bro ရ prompt ဖြစ်နေတဲ့ ChatGPT ရှိရဲ့ DeepSeek တွေရှိရဲ့တခြား Grok တွေလည်းရှိရဲ့အများကြီးกว่า AI tools တွေကဒါပေမဲ့အဲ့ထဲမှာကိုက main အနေနဲ့ ChatGPT ကိုဆရာကြီးလုံးလုံးဖြစ်သွားတဲ့ဒီသုံးတာပိုကောင်းဆောနာဟာအကုန်လုံးသုံးတတ်ထားတဲ့ဆိုင်ဒါကြီးကိုလုံးဝဟုတ်တယ် bro ChatGPT ဆို ChatGPT ရဲ့ AI voice တွေကိုလုံးဝ share သုံးတတ်တာပို့ပြီးတော့အထာကြတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့လေ bro ကဘာကြီးသုံးဖြစ်လဲကျွန်တော်က bro ဟိုကလေနေ့စဉ်လုပ်တဲ့ daily text တွေကိုမေးတာပုံများတယ်အဲ အဲ့ okay လိုကျွန်တော်ပုံသုံးပြတာပေါ့လေအဲ့တော့ဒီနေရာမှာprompt engineering ကိုလူငယ်တွေအနေနဲ့လေ့လာစေချင်တယ်ပေါ့อืมကျွန်တော်တို့ဒီ AI ကိုဘယ်လိုခိုင်းမလဲပေါ့အဲ့ဒါပိုအရေးကြီးတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ bro ကျွန်တော်အခုဒီပညာလဲဆိုရင်ပုံမှန်လင်းပြောရဆိုရင်ကျွန်တော် SOP ရှိတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ step by step ဥပမာကျွန်တော်တို့ client တယောက်ကိုဘယ်လိုစကားပြောမလဲဘယ်လို say close မယ်ဒီလိုမျိုးကိုကျွန်တော်တို့ step by step ထားထားတယ်ပေါ့step by step SOP ကိုကျွန်တော်တို့ ChatGPT ကိုကျွန်တော်ရေးခိုင်းထားတယ်อืရေးခိုင်းมလိုက်တယ်ပေါ့နော်အဲ့တော့ bro အဲ့ဒါရေးခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကဒီ prompt engineering တော့တေချာလုပ်ရတယ် details တေချာထည့်ရတယ်ကိုလိုချင်တဲ့ model ကိုရအောင်ပေါ့နော်อืအဲ့တော့ bro มပြန်ထွက်လာတာလေကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဒီနိုင်ငံခြားကနေကျွန်တော်တို့ business coach တယောက်ကိုငှားပြီးတော့ရေးခိုင်းလိုက်ပြီးတော့ထွက်လာတဲ့ဒီ SOP နီးကိုရတယ်လို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့လို feeling ရတယ်အဓိကတော့ AI ကကြဘာနဲ့တူလဲဆိုတော့အဲ့လိုမျိုးဟိုမေးခွန်းကောင်းရင်အဖြေကောင်းမဲ့ဟိုလူမျိုးဆရာမျိုးနဲ့တူတယ်ကိုကမေးခွန်းကောင်းကောင်းမေးနိုင်လေသူ့ဘက်ကနေပြီးတော့အဖြေပိုကောင်းနိုင်ပေးနိုင်လေပဲဟုတ်တယ် bro ပြောရမယ်ဆိုရင်အဲ့တော့ဘရူဆိုနာပြောသလိုမျိုးကိုယ့်ဘက်ကနေမေးခွန်းကောင်းနေမေးပြီးသူ့ကိုခိုင်းတာတော့ပါတော့လေအရန်အသုံးဝင်တယ်ဟုတ်တယ် bro ကိုယ့်ဘက်က prompt engineering တေချာလေ့လာပြီးတော့ဒီကောင်ကိုအိုင်းနိုင်လေ AI ကပို့ပြီးတော့ကိုယ့်အကျိုးပြုလေပေါ့နော်ဗျာကျွန်တော်လုပ်ငန်းတစ်ခုလုပ်တယ်အဲကြားထဲမှာကျွန်တော်တို့အခက်အခဲလေးတွေရှိတယ်ကျွန်တော် jam ဖြစ်တာတွေရှိတယ်အဲ့လိုအချိန်တွေမျိုးမှာဆိုရင်ကျွန်တော်ကထားပါတော့ဒီ problem ကိုပေါ့နော်ဥပမာ Elon Musk အနေနဲ့ဆိုရင်ဒီကောင်ဒီ problem ကို Elon Musk အနေနဲ့ဘယ်လိုရှင်းမလဲဆိုပြီးတော့ AI ကိုမေးကြည့်တယ်อืมအဲ့လိုပဲကျွန်တော်ဥပမာZuckerberg အနေနဲ့ဘယ်လိုရှင်းကြည့်မလဲ Bill Gates အနေနဲ့ဘယ်လိုရှင်းမလဲပေါ့ကျွန်တော်ရဲ့ problem ကိုသူတို့ရဲ့ POV ပေါ့ point of view ကိုကျွန်တော်မေးကြည့်တယ်သူတို့အနေနဲ့ဒီ AI ဆိုတဲ့အတွက်တကယ်လက်တွေ့အတိအကျရချင်မှရလိမ့်မယ်ဒါပေမဲ့အနည်းဆက်ဆုံးပေါ့ဗျာအဲ့အနေမှာကျွန်တော်တို့ကပြန်ပြီးတော့ဆက်တဲ့အတွေ့အခေါ်ရရင်ရနိုင်တယ်ပေါ့ကျွန်တော်လည်းတကယ်ရခဲ့တယ် Elon Musk ကျွန်တော်ဟိုတစ်ခါတော့ agency မှာကိစ္စတွေတခုပေါ်တယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲကျွန်တော်နည်းနည်းခေါင်းစားနေတာ idea လည်းမထွက်ဘူးအဲ့မှာကျွန်တော်problem ကိုအမ် Elon Musk အနေနဲ့ဒီ problem တာတွေ့တယ်ဆိုရင် तू ဘယ်လိုဖြေရှင်းမလဲပေါ့ तू ဘယ်လို step by step ဖြေရှင်းမလဲဆိုပြီးကျွန်တော် prompt လေးတစ်ခြားထည့်ပြီးတော့မေးလိုက်တယ်ပေါ့နော်ဒီ chat GPT မှာအဲ့မှာ तू ပြောတဲ့ဥစ္စာလေးတွေကတော်တော်သုံးဝင်တယ်ဗျာတို့ရอืมအရမ်းမိုက်တယ် bro အခုသုံးသွားတဲ့နီးဆိုရင်ပေါ့လေကျွန်တော်ဆိုလဲအဲစမ်းသုံးကြည့်ရမယ်ကျွန်တော်တစ်ခါမှလို့မသုံးဘူးပေါ့နော်မိုက်တယ် bro အဲ့တော့စမ်းသုံးကြည့်ရလိမ့်မယ်မေးချင်တယ်ဘယ်ကိုသွားကြမလဲကျွန်တော်ပြောဖို့လိုရတာကြီးပါရှိတယ်
အာ bro ဘာရှိသေးတော့ကျွန်တော်က question တစ်ခုပဲကြံတော့မှာ โอเคအဲ့လေမေးလိုက်ကျွန်တော်ပြီးမှဆက်မေးလိုက်မယ်နောက်ဆုံးသက် okay လိုက် bro okay โอ okay เค bro အဲ့တော့အဲ question တစ်ခုอ่ะပေါ့နော် bro အနေနဲ့အခုဆိုရင်ကျွန်တော်တို့ podcast ကိုကြည့်ရတဲ့လူတွေလည်းရှိလိမ့်မယ် bro follower တွေလည်းရှိတယ်ကျွန်တော် follower တွေလည်းရှိတယ်သို့မဟုတ်ဒီ podcast မှာကျွန်တော်တို့ကိုသိမဲ့လူငယ်တွေလည်းရှိလိမ့်မယ်အဲ့တော့ဒီမြန်မာနိုင်ငံကျွန်တော် interview မှာပြောသေးဘူးပေါ့နော်ဒီ locally ပေါ့မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကို bro အနေနဲ့အကုန်လုံးကို10 minutes စာပြောခွင့်ရမယ်ဆိုရင်10 minutes စာ speech ကဘာဖြစ်မလဲပေါ့ bro ဘာပြောချင်လဲပေါ့သူတို့အာပတ်ဝန်းကျင်ကိုအရင်ကြီးမဆိုင်နဲ့ပေါ့အဲ့ဒါတော့ကျွန်တော်အဓိက main target အနေနဲ့ထားပြီးပြောချင်တယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်အနေနဲ့ဆိုရင်လည်းအာကျွန်တော်စလုပ်ခဲ့တဲ့အချိန်မှာပတ်ဝန်းကျင်ကို view ဆိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ကျခဲ့ရရှိရပေါ့ဥပမာဗီဒီယိုရိုက်ဖို့အတွက်ကိုကျွန်တော်ပတ်ဝန်းကျင်ကို view ဆိုင်ခဲ့တယ်အရင်ကတငယ်ချင်းတွေအနေဘက်ကတငယ်ချင်းတွေအဲ့လို view ဆိုင်ခဲ့ရရှိရပြီးတော့စာရေးတဲ့နေရာမှာလည်းကျွန်တော်သူတို့ကို view မဆိုင်ဘဲနဲ့လုပ်မယ်ဆိုရင်ကွာကျွန်တော်ပို့ပြီးတော့ပေါက်နိုင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်လူမသိသူမသိပေါ့ အဲ့နာမည်နဲ့ရေးခဲ့တာအချိန်တော်တော်ကြာတယ်အဲ့လိုမျိုးကတော့ပုံဝင်းကြီးကိုဂရုမဆိုင်နဲ့ကိုလှုပ်ရှင်တဲ့ဟာရှိရဆိုရင်အဲ့ဒါကိုလှုပ်ဖို့ကျွန်တော်အကြံပေးခြင်းတယ်ဒါကတော့လုံးဝနံပါတ်1တစ်ချက်ပေါ့အဲ့တော့ပြီးတော့ရင်ကျွန်တော်ပြောချင်တဲ့ဟာကတော့ speech အနေနဲ့ပြောရမယ်ဆိုရင်အဆင့်6ဆင့်ပေါ့အဲ့ဒီအဆင့်6ဆင့်ကျွန်တော်ကတော့ဒါကိုလေကား6ဆင့်ဆိုပြီးတော့နာမည်ပေးထားတယ်အဲ့ဒါကိုကျွန်တော်လုံးဝပြောချင်တယ်ဒီဟာကဘယ်လိုအနေအထားမှာရောက်နေတဲ့လူငယ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီအဆင့်6ဆင့်ကိုလုံနိုင်ပြီဆိုရင်ပြောင်းလဲမှုဆိုတာတကယ်ဖြစ်လိမ့်မယ်အဲ့တော့ကိုကရှမ်းတာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေမိဘအဆင်ပြေသည်ဖြစ်စေအဆင်ပြေသည်ဖြစ်စေဒီအဆင့်6ဆင့်အရင်ရေးကြည့်တယ်အဲ့တော့နံပါတ်1ကဘာလဲဆိုတော့ကျွန်တော်ကပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်ပြောင်းမလို့တယ်ကျွန်တော်တို့ကဆိုရင်ပတ်ဝန်းကျင်လို့ပြောရတဲ့အခါကျရင်ပတ်ဝန်းကျင်ကပြောင်းလို့ရတဲ့ပတ်ဝန်းကျင်ရှိတယ်ပြောင်းလို့မရတဲ့ပတ်ဝန်းကျင်ရှိတယ်ကျွန်တော်နယ်မှာရောက်တဲ့အချိန်မှာနယ်ကပတ်ဝန်းကျင်ကျွန်တော်ပြောင်းလို့မရဘူးအိမ်ကနေပြီးတော့ကျွန်တော်ဆင်းလိုက်လို့မရဘူးအိမ်ကဆူရဲနယ်ကလူတွေကငါ့ကိုဘလိန်နေစသဖြင့်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီနေရာကိုပြောင်းလို့မရဘူးအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့နယ်ကိုရောက်နေတဲ့အချိန်မှာကျွန်တော်ကနယ်မှာရှိတဲ့ဖျားပြက်ကြီးတစ်ခုရှိရပေါ့နော်ဖျားနည်းနည်းငိမ့်ချမ်းတယ်ပေါ့လူသိမ့်မရှိဘူးအဲ့နေရာလူသိမ့်မလားအဲ့ဒီနေရာကိုကျွန်တော်သွားတယ်အဲ့နေရာကိုသွားပြီးတော့ကျွန်တော်အဲ့မှာစာအုပ်ဖတ်တယ်နယ်မှာရှိတဲ့အချိန်မှာအဲ့တော့ကျွန်တော်ကအဲ့နယ်မှာရှိကြတဲ့ကတော့ပတ်ဝန်းကျင်ပြောင်းပြီးနေတယ်အဲ့လိုနဲ့ကျွန်တော်ရန်ကုန်ရောက်လာတယ်ပတ်ဝန်းကျင်အဲ့မှာစပြောင်းသွားတယ်ရန်ကုန်ရောက်လာတယ်ရန်ကုန်ရောက်တဲ့အချိန်မှာလည်းအဖွားရဲ့အိမ်မှာကျွန်တော်ကနေလို့မရအောင်အဖွားရဲ့အိမ်မှာလူများတယ်အဲ့အတိအဖွားအိမ်မှာကျွန်တော်အိတ်ဖို့အတွက်နေရာပဲရှိတယ်အဲ့အဖွားအိမ်မှာအဲ့ဒီနေရာပဲရှိတော့ကျွန်တော်ဘာလုပ်လဲဆိုတော့မနေ့ဆိုရင်ကျွန်တော်က6နာရီလောက်ထားတယ်ကျွန်တော်မနေ့စာရေးပိုင်းစားပြီးသွားပြီ8နာရီလောက်ဆိုရင်ကျွန်တော်ကရန်ကုန်က coffee center ဆိုင်သွားတယ် coffee center ဆိုင်သွားပြီးတော့ကျွန်တော်အဲ့မှာ9နာရီလောက်ကနေပြီးတော့ညနေ9နာရီခွဲလောက်ထိကျွန်တော်နေတယ်နေပြီးတော့ကျွန်တော်အဲ့မှာပဲစားလုပ်တယ်အဲ့မှာပဲအဲစားဖတ်တယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေပါတွေအဲ့ဒီဆိုင်မှာပဲရိုက်တယ်ရှိတယ်ကျွန်တော်ရဲ့အရှိမထွက်ခဲ့တဲ့9အုပ်လောက်ထိစာအုပ်9အုပ်လောက်ထိကကျွန်တော် coffee center မှာရေးခဲ့တာအမှန်တမ်းပြောရရင်အော် okay အဲ့တော့အဲ့ဒါတွေကပတ်ဝန်းကျင်အရင်ရေးကြည့်တယ်အဲ့တော့ပတ်ဝန်းကျင်ပြောင်းသွားပြီပေါ့လေအဲ့လိုနဲ့ကျွန်တော်နောက်ပိုင်းကိုယ့်ဘာသာတယောက်တည်းငားနေနိုင်တဲ့ဟိုနေရာအနေထားတစ်ခုရောက်လာတယ်ပေါ့လေအဲ့ဒီအချိန်မှာကျွန်တော်ပတ်ဝန်းကျင်ပြောင်းသွားဖြစ်တော့တဲ့ကြောင့်မလို့ဘယ်လိုပြောရမလဲကိုယ့်ရဲ့အမူအကျင့်တွေပြောင်းသွားတယ်အဲ့တော့အဓိကကဘာလဲဆိုတော့ပတ်ဝန်းကျင်ပြောင်းမလို့တယ်ပတ်ဝန်းကျင်ပြောင်းသွားပြီဆိုတော့နံပါတ်1ကိုယ့်ရဲ့အမူအကျင့်တွေပြောင်းသွားလိမ့်မယ်တရားမူကျင့်တွေပြောင်းသွားတယ်ဆိုတော့ကိုယ်အလေးကျင့်တွေပေါ့ဟိုမှာကိုကျွန်တော်နယ်မှာနေခဲ့တဲ့အလေးကျင့်တွေကဒီဘက်ကိုရောက်လာတဲ့အချိန်မှာအရင်ပြောင်းသွားတယ်စကားပြောတဲ့ပုံစံအစားမတူတော့ဘူးစသဖြင့်ပေါ့လေဝတ်တဲ့စားတဲ့ပုံစံအစားမတူတော့ဘူးအဲ့တော့အမူကျင့်ကောင်းတဲ့ဟာတွေဖြစ်လာတယ်အဲ့တော့အမူကျင့်တွေပြောင်းသွားပြီဆိုတာနဲ့အများဘာတွေပြောင်းလဲလာမလဲဆိုတော့ကိုယ့်ရဲ့တွေးခေါ်တဲ့အတွေးတွေတော့ပြောင်းလာလိမ့်မယ်အဲ့တော့တွေးခေါ်တဲ့အတွေးစပြောင်းလာပြီဆိုရင်ဘယ်လိုပြောရမလဲအရင်ကောင်းလာပြီပေါ့အဲ့တော့ကိုယ့်ရဲ့တွေးခေါ်တဲ့ပုံစံတွေပြောင်းလာပြီအဲ့တော့နံပါတ်1ကကျွန်တော်ပုံဝင်ပြောင်းနံပါတ်2က ပတ်ဝန်းကျင်ပြောင်းလာနေမြအမူကြီးတွေပြောင်းလာလိမ့်မယ်အမူကြီးတွေပြောင်းလာပြီဆိုတာနဲ့ကိုယ်အတွေးခေါ်တွေပြောင်းလာလိမ့်မယ်အဲ့တော့အတွေးခေါ်တွေပြောင်းလာပြီဆိုတာနဲ့ကိုယ့်ရဲ့ဘာတွေပြောင်းလာမှာလဲဆိုတော့ကိုယ်လုံနိုင်ဆိုတာနေပြောင်းလာလိမ့်မယ်ကိုတွေးတဲ့အရာတွေကပို့ပြီးတော့ကောင်းတာတွေဖြစ်လာတယ်ကိုတွေးတဲ့ဟာတွေအရင်ကြီးတာတွေဖြစ်လာတယ်အဲ့ခါကျရင်လုံနိုင်စွမ်းတွေကအရင်နဲ့မတူတော့ဘူး yeah ကျွန်တော်အရင်ကနေမှာရှိခဲ့တော့ကျွန်တော်လုံနိုင်မယ်လို့တွေးတာဒီလောက်မရှိဘူးတိတိလေးအဲ့လိုပေါ့အဲ့တော့တွေးခေါ်တွေပြောင်းလာနေမြကိုယ်လုံနိုင်စွမ်းတွေပြောင်းလာလိမ့်မယ်အဲ့တော့လုံနိုင်စွမ်းတွေပြောင်းလာပြီဆိုရင်ရလက်တွေပြောင်းလာလိမ့်မယ်ရလက်တွေအများကြီးပြောင်းလာလိမ့်မယ်အဲ့ရလက်တွေပြောင်းလာပြီဆိုတာနဲ့ဘာဖြစ်လာမလဲဆိုတော့ကိုဘယ်လိုလူလဲဆိုတော့ကိုယ့် identity ပေါ့လေအဲ့ဒါ change သွားလိမ့်မယ်အဲ့ဒါနံပါတ်1အရင်ရေးကြည့်နံပါတ် main ပေါ့အဲ့ဒီဟာကြီးပြောင်းသွားပြီဆိုရင်ကျန်တာတွေကသူ့လိုလိုပြောင်းလာလိမ့်မယ်တို့ business ပဲဖြစ်ဖြစ်နောက်ဘဝပဲဖြစ်ဖြစ်အကုန်လုံးပြောင်းလာလိမ့်မယ်အဲ့တော့အရေးကြီးဆုံးကဒီ6ဆင့်မှာကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေပေါ့လေအဓိကပြောချင်တာကိုကဘယ် level ကိုရောက်နေပြီလဲနံပါတ်1ပဲရှိသေးရလားသို့မဟုတ်နံပါတ်2နံပါတ်3ဘယ်နေရာကိုရောက်နေပြီလဲပေါ့လေအဲ့ဒါကိုဟိုသိရင်ပိုကောင်းတယ်အဲ့ကြောင့်ကျွန်တော်ဒီ6ဆင့်ကအရင်ရေးကြည့်လို့ထင်တယ်ပေါ့လေကျွန်တော်ဒါကိုအရင်မသိခဲ့ဘူးအဲ့ဒီ6ဆင့်ကိုကျွန်တော်မသိခဲ့ဘူးကျွန်တော်
ဒါကိုသိတဲ့အချိန်မှာကျွန်တော်အကြောင်းပြန်စဉ်းစားတော့အော်ငါဒါကြီးလောက်ခဲ့တာပါလားဆိုပြီးတော့ကျွန်တော်သိတာမှန်တယ်ပြောရရင်ဒီ6ဆင့်ကတကယ်တမ်းကျတော့ formula ကြီးအနေနဲ့ရှိနေတာဒီအဆင့်6ဆင့်က formula ကြီးအနေနဲ့ရှိနေတာ YouTube မှာသွားရှာလဲရတယ်ဘရိုသိလား Google မှာသွားရှာလဲရတယ်ဒီအဆင့်6ဆင့် อือฮึ formula မှန်တယ် bro ဒါပေမဲ့အဲ့ဒီအဆင့်6ဆင့်ကိုကျွန်တော် formula ကြီးကိုသိလို့မလို့လောက်ခဲ့တာမဟုတ်ဘူးရဲ့ လုပ်ပြီးပြီဆိုကြမှာကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာအော်ငါလုပ်ခဲ့တာဒီ6ဆင့်ကြီးပါလားဆိုပြီးတော့ကျွန်တော်ပြန်သိတာအဲ့ဒါအရင်ထူးဆန်းတယ်နော် unconsciously ကကျွန်တော်လုပ်နေပြီတာဒါကိုဘယ်ကနေဘယ်လိုသိမှန်းတော့မသိဘူးပါဒါပေမဲ့အဲ့ဒါကိုလုပ်နေပြီတာအဲ့တော့ဟိုကိုယ်တိုင်ကလည်းတကယ်ပြောင်းလဲလာတယ်ဆိုတော့ဒီအဆင့်6ဆင့်ကိုကျွန်တော်အရင်ယုံကြည်တယ်ပေါ့ယုံကြည်လို့မလို့ကျွန်တော်ဒီမှာပြန် share လုပ်တာโอเคအဲ့တော့မိုက်တယ်ဘယ်လိုပြောရလဲ6ဆင့်ကဟိုဘယ်လိုပြောမလဲသူကသူအချိတ်ဆက်လည်းမိတယ်တကယ်လည်းလက်တွေ့မှန်တယ်ပေါ့နော် bro อืရมโอเคလူအဲ့တော့ငယ်တွေကိုလည်းတကယ်လုံးကြည့်စေချင်တယ်ရ ကျွန်တော်ကတော့ဟိုတကယ်အလုပ်ဖြစ်တဲ့ဟာကိုပဲပြောတာပေါ့အလိုမျိုးကြီးတော့ပြောတာမဟုတ်ဘူးကျွန်တော်လုပ်ခဲ့တာကိုပဲပြောတာအဲ yes okay အဲ့တော့ကျွန်တော်လည်း bro မေးခွန်းလေးမေးလိုက်မယ်အဲ့ bro ရဒီမှာ bro လုပ်ခဲ့ရရှိတယ်ဒီပညာလမ်းနဲ့ပတ်သက်တာတွေ bro ရဲ့ဟိုမိဘရဲ့အကြောင်းကိုလုပ် management လုပ်ခဲ့ရရှိမယ် ရ bro အဲ့မှာဟိုကိုယ့်အနေနဲ့ကြာရှုံးခဲ့ရရှိရင်ရှိလိမ့်မယ်ကွာအဲ့လိုမျိုးအများကြီးအဆင်မပြေခဲ့ရရှိရင်ရှိလိမ့်မယ်အဲ့ဒါတွေကို bro ပြန်စဉ်းစားပြီးတော့ bro ရဲ့ဘဝမှာပေါ့နော်ရခဲ့တဲ့အကောင်းဆုံးသင်ခန်းစာ3ခုပေါ့အကောင်းဆုံးသင်ခန်းစာ3ခုဆိုဘာဖြစ်မလဲအရာခဲ့တဲ့အကောင်းဆုံးသင်ခန်းစာ၃ခုဆိုရင်ပထမဆုံးတစ်ချက်ကတော့ကိုယ်စိတ်ကိုသိဖို့လိုတယ် bro อืมအဲ့ဒါအရေးကြီးဆုံးပဲอืมနော်ကိုယ်စိတ်ကိုသိဖို့လိုအပ်တယ်နောက်တစ်ချက်ကကြတော့ခုနက bro ပြောတဲ့နေရာမှာပါတယ်ဘယ်လိုပြောမလဲကျွန်တော်တို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့อืมကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကျွန်တော်တို့သိဖို့လိုတယ်သိပြင်ကျွန်တော်တို့ပြောင်းတင်ပြောင်းမပြောင်းတင်ဘူးဆိုလဲကျွန်တော်တို့ပိုကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်အောင် create လုပ်ဖို့လိုအပ်တယ်อืมအဲ့တော့ကျွန်တော်နှစ်ချက်ရှိဖို့เนาะပထမနှစ်ချက်ရှိပြီးပထမတစ်ချက်ကကိုယ့်စိတ်ကိုသိဖို့လိုတယ်ဒုတိယတစ်ချက်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုသိပြီးတော့ပြောင်းတင်ပြောင်းမပြောင်းလို့မရအောင်ဆိုရင်တိုးတက်အောင်လုပ်နောက်ဆုံးတစ်ချက်ကြတော့ပထမတစ်ချက်လိုပဲကိုယ့်စိတ်ကိုထက်သိအောင်လုပ်โอเคအဲ့ဒါဘယ်လိုလဲနည်းကျွန်နည်းလေးတော့စမ်းကြည့်ရတယ်ရဘူးရတော်ဘယ်လိုလဲဘယ်လိုလဲဆိုတော့ bro ည bro ကျွန်တော်ပြောပြမယ် okay အဲ့တော့ကိုယ့်စိတ်ကိုသိဆိုတာ bro ကျွန်တော်ကအစပိုင်းမှာလည်းပြောခဲ့တယ်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့အတွက်တရားယုံကြည်တယ်လက်တွေ့လေ့ကျင့်တယ်ပေါ့နော်ကျွန်တော်ကတိတ်ပြီးတော့ဘယ်ရရှင်းပြောရရင်လူငယ်ဆိုတဲ့အတွက်ဟိုစကားနဲ့တိတ်ယုံကြည်တဲ့လူမဟုတ်ဘူးလက်တွေ့ကိုယ်တိုင်စမ်းကြည့်ပြီးမှတကယ်အလုပ်ဖြစ်တယ်အလုပ်မဖြစ်ဘူးဆိုတာကိုယုံတယ်ပေါ့ bro အဲ့တော့ကိုယ့်စိတ်ကိုသိဆိုတဲ့ဥစ္စာကဘယ်လိုပြောရမလဲကျွန်တော်တို့အခုအဲနည်းနည်းလေကြီးပြောရမယ်ဆိုလို့ဝိပဿနာပေါ့ဒီလားอืมကျွန်တော်တို့အဲဘာသာရေးပေါ့အဓိကဘာသာရေးမှာဆိုရင်ကျွန်တော်တို့ကိုးကွယ်တာတွေကျွန်တော်ကိုးကွယ်ဆိုတာကလေကိုးကွယ်တာနဲ့ကျွန်တော်တို့စီးကပ်တာနဲ့ကလည်းမတူပြန်ဘူးကျွန်တော်အဲ့ဒါတွေနည်းနည်းပြောချင်တယ်ပေါ့နော်ကိုးကွယ်တယ်ဆိုတာကျွန်တော်တို့ဥပမာထားပါတော့ကျွန်တော်တို့ဖះကိုကိုးကွယ်တယ်ဆိုရင်ဖះကဒါလို့ဆိုရင်ဒါပဲလုပ်ရတာကျွန်တော်တို့တခြားရွေးချယ်ပိုင်ခွင့်မရှိဘူးကျွန်တော်တို့ဒီစီးကပ်တာကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဗုဒ္ဓကလည်းအဲ့လိုပဲဘရိုလဲဒီဗုဒ္ဓဇင်ပဲထင်တယ်ပရိုဒါအဲ့ဒါဆိုတော့ဘရိုသိမှထင်တယ်ကျွန်တော်ဗုဒ္ဓကနေပြီးတော့ဒီနီးလန်းတွေကိုလှုပ်ကြည့်မင်းလက်တွေ့လှုပ်ကြည့်ကျင့်ကြည့်ငါပြောတာမယုံနဲ့တကယ်လက်တွေ့အသုံးချမှာမင်းဆက်လုပ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့အဲ့တော့အဲ့နေရာမှာ bro तू ကဗုဒ္ဓခဏပြောခဲ့တာလေအဲ့ဒါပဲပေါ့သတိကတ်ထားပေါ့အဲ့တော့ကျွန်တော် business တွေ try ကြည့်တယ်အခုဒီကိုယ်ပိုင်ကြောင်း manage လုပ်ခဲ့တယ် manage လုပ်နေစေအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်ပြီးတော့ဒီပညာလန်းဆိုလည်းကျွန်တော်အခုဘယ်လိုပြောမလဲဥဆောင်နေရပေါ့နော်အဲ့တော့ဒီအချိန်တောအတွင်းမှာရခဲ့တဲ့ lesson ကကိုယ့်ရဲ့စိတ်ကိုသိဖို့လိုရယ် bro อืมဥပမာကျွန်တော်တို့ကိုယ့်စိတ်ထဲမှာလောဘတက်နေရလားဒါမှမဟုတ်ကျွန်တော်တို့ပျော်ရွှင်နေလားစိတ်ညစ်နေလားကိုယ်စိတ်ကဘာဖြစ်နေလဲပေါ့အဲ့ဒါဒီမှာကျွန်တော်တို့ကဘယ်ဟာမဆို decision မှန်တဲ့ decision ချနိုင်တာပေါ့နော် bro อืมအေး okay အဲ့တော့ bro ပြော yeah တာဟိုကျွန်တော်ဆရာပြောခဲ့သလိုပဲကျွန်တော်တို့မှာစိတ်တစ်ခုရှိနေတာအဲ့ဒါနဲ့တူတ yeah ယ် bro အဲ့ဒါလေးကိုသတိကပ်လိုက်တဲ့အခါကျတော့ decision တွေပုံမှန်လာလိမ့်မယ်အဲ့ဒီစိတ်ကလေးကိုပဲသတိလေးကပ်ပြီးတော့နေတာပေါ့နော် okay ဟုတ်တယ် bro ပြန်ကောင်းတယ်အဲ့တော့ဒါကပြောလို့သာပြောတာမဟုတ်ဘူးပါဟိုတော့မှလည်းတော့ခက်တယ်ဘာလို့လဲဆိုတော့အဲ့အဲ့ရ ဒီ bro တော်တော်ခက်တယ်ကျွန်မှာတော်လည်းပြောရဒီနေရာမှာတယ်ကျွန်တော် disclaimer လုပ်ချင်တာကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးเนาะကျွန်အဲတော်လည်းဆရာကြီးမဟုတ်ဘူးtry နေတော့မယ်လက်တွေ့လေ့ကျင့်နေတယ်ဒါမဲ့ bro ရတိလား9မိနစ်လုပ်ကြည့်လိုက်9မိနစ်အသုံးချတယ်ကျွန်တော်အဲ့ဒါအမှခံတယ် ဒီမှာဒီ podcast မှာတော့ပါလဲဆိုတော့ကျွန်တော်တို့နှစ်ယောက်တော့ဆရာကြီးလို့ရှင်လို့ podcast လုပ်တာတော့မဟုတ်ဘူးပါ yeah 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 အဓိက point ရပါဟုတ်တယ်လဲဆိုကိုတည်တဲ့ဟာလေးကိုပြန်ပြီးတော့အဲ့လိုမျိုး memory တစ်ခုအနေနဲ့ podcast မှာဆွေးနွေးတယ်တယောက်ရဲ့အမြင်နဲ့တယောက်
ဟိုဖလဲတယ်ကွာတည်မလားကျွန်တော်စီကဟာလို့ဘရိုရဘရိုဟုတ်စီကတယ်ဟုတ်တယ် bro ကျွန်တော်တို့နှစ်ယောက်ပြောတာကိုကြည်ရင်းနဲ့ဟိုကြိုက်တဲ့ဟာရှိရင်ယူသုံးပါလေအဲ့တော့ပဲကျွန်တော်ဟုတ်တယ် bro ပြောချင်တာโอเคအဲ့တော့နောက်တစ်ခုဟုတ်တယ်ပါသေးတာနောက်တစ်ခုဘရိုဟိုလူငယ်ကြားထဲမှာအဲ့လိုမျိုးနည်းနည်းဟိုဘယ်လိုပြောရမလဲလူအများစုဖြစ်တယ်ပေါ့အဲ့ဒါဟိုကြောက်တဲ့စိတ်ကွာဘရိုလည်းဒါစလို့တော့ကြောက်တဲ့စိတ်ရှိမှာပဲအဲ့ကြောက်တဲ့စိတ်တွေကိုဘရိုကြော်ဖြတ်ခဲ့တယ်အဲ့ဒါလေးသိချင်တယ်ကျွန်တော် story လေးနည်းနည်းပြောပြချင်တယ်ကျွန်တော်ဖတ်ဖူးတဲ့ဟာလေးပေါ့နော်โอเคโอเคဘရိုစရပြောပြဘယ်စာအုပ်မှာလဲဘာညာလဲတော့ကျွန်တော်တေချာမှတ်ပြီးတော့ကျွန်တော်အတိုးလေးပဲပြောပြလိုက်မယ်ကျွန်တော်ရဲ့ US military ပေါ့နော်ကျွန်တော်ရဲ့ US ကစစ်တပ်တွေမှာဆိုရင်တို့ကရေကူးတင်တယ်ဘယ်ရတိလားอืมရေကူးတင်တယ်ဆိုရင်ကျွန်တော်တို့ကဟိုအပေါ်ကနေပြီးတော့ခုန်ချရတယ်တဲ့အဲ့ဒါမှကျွန်တော်ကအဲ့ဒါ training step ထဲကတစ်ခုပေါ့နော်အဲ့တော့သူတို့ကတခါလေးဆိုရင်တချို့ကြတော့ပုံမချရဘူးကကြောက်တယ်တိလားအဲ့လိုဆိုရင်အနောက်ကရဲ့ trainer သူ့ကိုတွန်းချလိုက်တယ်อืมတွန်းချပါများသွားရင် तू ကဘယ်လိုပြောရမလဲ habit တစ်ခုဖြစ်သွားတယ်ဗျာတိလားอืมအဲ့အဲ့ဒါကျွန်တော်တော့ကျွန်တော်ဟို yeah ကျွန်တော်အဲ့တော့ကျွန်တော်ကဥမာကိုကလူကြောက်တယ်ဆိုရင်လူနဲ့မများတွေ့လိုက်တယ်อืมအဲ့လိုမျိုးဥမာစင်ပေါ်စကားတက်ပြောရမှာကြောက်တယ်ကျွန်တော်စလှုပ်တော့မပြောရဲဘူးမိုက်ကန်ရဲမှာလည်းကြောက်တယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်များများလှုပ်လိုက်တယ်အကိစ္စအဲ့တော့နောက်ပိုင်းကျတော့ဘယ်လိုပြောမလဲကိုယ့်ရဲ့ habit တစ်ခုလိုပဲဖြစ်သွားอืมအဲ့ဒါလည်းအလုပ်ဖြစ်တယ်တယ်များများလှုပ်ပေါ်ဘလို့ရဟုတ်တယ်ဟုတ်တယ်ကြောက်တာကိုများများလှုပ်ရင်မကြောက်တော့ဘူးဘလို့ရอืมဘရိုကကြတော့တွေ့ရကျွန်တော်တွေ့ရပုံစံကျွန်တော်ကြတော့အာဒီဟာကြီးကိုလုပ်ဖို့ကြောက်တယ်ဆိုရင်ငါအဲ့ဒီရဲ့အနောက်မှာရှိနေတဲ့အရာကိုကျွန်တော်ပိုကြောက်တာအဲ့ဒါကိုကျွန်တော်ပိုမြင်အောင်များရပြလိုက်ဆိုတော့ဥပမာကျွန်တော်ဗီဒီယိုဆက်ရိုက်ဖို့ကြောက်တယ်ပေါ့နိဗီဒီယိုရိုက်ဖို့ကြောက်တယ်အဲ့ခါကျကျွန်တော်ဘာလုပ်လဲဆိုတော့ဗီဒီယိုမရိုက်ဖဲနဲ့နေရင်ဖြစ်သွားမယ့်အရာကိုကျွန်တော်ပိုကြောက်တယ်အဲ့ဒါကိုကျွန်တော်တွေးလိုက်လိုက်တာမှန်တယ် bro မှန်တယ်အဲ့ဒီကိုရမှန်တယ်ဘယ်လိုလဲမနေနိုင်တော့ဘူးကွာသိလားမလားငါဗီဒီယိုမရိုက်ဘူးဆိုရင်အာဒီနေ့ခေတ်ထဲမှာငါကြံခဲ့လိမ့်မယ်ဆိုတော့အဲ့အတွေ့ငါပိုဟုတ်တယ် ကြောက် bro အဲ့ဒါလေကျွန်တော်ဘာတင်းမိလဲဆိုတော့ bro အဲ့လိုစီးပွားရေးတစ်ခု business တစ်ခု startup လုပ်ရှင်တဲ့သူတွေဆိုရင်bro ပြောတဲ့ဥစ္စာပို့ပြီးတော့ထိရောက်လိမ့်မယ်ကျွန်တော်ရဲ့ waste ပေါ့ကျွန်တော်ရဲ့ waste ကကြတော့ဘယ်လိုပြောမလဲနေ့စဉ်လုပ်တဲ့ဥစ္စာလေးမှာပို့အသုံးချကြည့်နေတယ်ပေါ့ bro ပြောတဲ့ဥစ္စာလေးဥမာကျွန်တော်တို့ကပတ်စံရှာမယ် startup တစ်ခုလုပ်မယ်ဆိုရင်ကြောက်နေရဆိုရင် bro startup မလုပ်ဘူးကျွန်တော်ပတ်စံမရဘူးဆိုရင်ဖြစ်လာနိုင်တဲ့ဥစ္စာတွေကပိုကြောက်ဖို့ကောင်းတယ် bro သိလားအဲ့တော့အဲ့ပတ်ဥမာကိုမြတ်သွားနိုင်တယ်အများကြီးပေါ့ bro အဲ့ဒါတွေတွေးလိုက်တယ်ဆိုရင် startup လုပ်ဖြစ်သွားတယ်အဲ့ဒါလေကျွန်တော်တခုစိတ်ဝင်စားလို့ဒီနေ့ဖြတ်မေးလိုက်အောင်မယ် ဟုတ် bro story နဲ့စိတ်ဝင်စားစရာကောင်းလို့ပေါ့ bro အခု19 20ပေါ့နော်20ပဲထားပေါ့20မှာ bro အဲအခု bro နေတဲ့တိုက်ခန်းကျတယောက်တည်းနေရလို့လားရဟုတ်တယ်အဲ့ဆိုရင် bro တော်တော်မိုက်တယ်နော်20မှာ bro 19 20မှာကိုယ့်အနေနဲ့ဒီကျွန်တော်စငါဘယ်လိုပြောမလဲဘေးတစ်ခုကို19ကိုယ်မှာတိုင်လေသိရမလားနေနိုင်နေဆိုတာလေပုံမှန် average ထက် bro တော်တော်အရှိရောက်တယ်လို့ကျွန်တော်ခံစားရတယ်ညာအဲ့မှာဟိုအဓိက point ကတော့ကျွန်တော်ကအာ multiple multiple income ဖြစ်သွားတာရန်ကုန်ရောက်တဲ့အချိန်မှာကျွန်တော်စာအုပ်ရှိရယ် income ကရောက်ချိန်မှာစာအုပ် income နဲ့လာတယ်ပြီးတော့ရင် content writing အနေနဲ့ marketing agency အသေးသေးလေးစလုပ်ဖြစ်တာအခုမင်္ဂလာ marketing ကိုအသေးသေးလေးပေါ့လေအဲ့ဒါလေးစလုပ်ဖြစ်နေ client တွေကူညီပေးဖြစ်နေလုပ်ဖြစ်သွားတယ်အဲ့ကလေးကဟို designer လေးပါလေးရှိတယ်ပြီးတော့ရင်ကျွန်တော်ဘာရလဲဆိုတော့အဲ့ make and sharing page ကကျွန်တော်တစ်နှစ်လောက်ကြာသွားတဲ့အချိန်မှာ monetization ရသွားတာအခုတော့မှ page က loss ဖြစ်နေလို့အဲ့ထဲမှာဒေါ်လာ400ကျော်လောက်ရှိသေးတယ်မထုတ်ရသေးတာအော်အဲ့လိုအဲ့ monetization ရသွားတော့ income ကအဲ့မှာ3ခုလောက်ဖြစ်သွားတယ်3ခုလောက်ဖြစ်ပြီးတော့နောက်တစ်ခုကဘာထပ်လုပ်လဲဆိုတော့ကျွန်တော်အဲ့မှာ consulting session ဆက်လုပ်တယ်4ခုလောက်ဖြစ်သွားတယ်နောက်တစ်ခုကကျွန်တော်ဘာထပ်လုပ်လဲဆိုတော့ghost writing လုပ်တယ် ghost writing ghost writing ကခုနကနေတော့မတူဘူးပေါ့လေအဲ့ဒီဟာကျတော့ကျွန်တော် public မှာအရင်ပြောလို့မရလို့ ghost writing လုပ်တယ်အဲ့မှာ multiple income ဖြစ်သွားတဲ့အခါကျတော့နည်းနည်းစင်ပြေသွားတဲ့အချိန်မှာကျွန်တော်စပြီးတော့အဲ့16လောက်မှာငှားတာပေါ့အဲ့လိုမျိုးအဲ့လိုနေဖြစ်သွားတာအဓိက point ကတော့ကို19မှာစနေဖြစ်တာအဲ့လိုလားရောက်တာကကျွန်တော်တယောက် session တည်းလို့18မှာရောက်တာရန်ကုန်က18မှာရောက်တာ18ကနေပြီးတော့ကျွန်တော်19မပြည့်ခင်လောက်ထိကအဖွားအိမ်မှာအဲ့လိုကျွန်တော်တစ်နှစ်နီးပါးလောက်ကတော့အဲ့လိုမျိုးနေခဲ့ရတယ်တစ်နှစ်နီးပါးလောက်နေပြီးတော့ကျွန်တော်ကကျွန်တော်အဲ့လိုမျိုးပတ်စံလေးစုပြီးတော့နောက်ပိုင်းကျမှနေနိုင်တာပေါ့လေဒါကနောက်ဆုံး question ပေါ့ကျွန်တော်ဘက်ကနောက်ဆုံး question ပြီးရင်တော့ bro ဘက်ကမေးချင်တာလေးရှိထပ်မေးပေါ့โอเคအခုချိန်မှာပြန်ပြီးတော့0ပေါ့နော်ကိုမှလုံးဝဟို0ဆိုတဲ့အချိန်တွေကနေပြန်စရမယ်ဆိုရင်bro အနေနဲ့လုံးမဲ့အရာပေါ့အရင်ဆုံးလုံးမဲ့အရာ3ခုလောက်ဆိုဘာဖြစ်မလဲโอเค bro 0ဆိုတဲ့နေရာမှာကျွန်တော်ပြောပြချင်တာကကျွန်တော်ရဲ့လောလောဆယ်ဆိုရင်ကျွန်တော်0ဆိုတဲ့ဥစ္စာကြီးပြောလို့ကျွန်တော်မီလီယံနာလည်းဖြစ်တာမဟုတ်ဘူး Lamborghini လည်းမစီးသေးဘူးကျွန်တော်တို့ Ferrari လည်းမစီးသေးဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာဘာလို့လဲဆိုတော့တချို့ကြာဟာမင်းကဘာကြီးမလို့လဲ0ပြန်ရောက်မှာလေဆိုတော့โอเคအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်အနေထားနဲ့ဆိုရင် skill တချို့ရှိတယ်
skill တချို့ဆိုတာ bro ရကျွန်တော်အခုမိဘတွေမရှိတော့ဆိုတော့ကိုယ့်ဟာကိုယ်ရှင်းတန်နိုင်တဲ့ skill တချို့ရှိတယ်ပြီးတော့ income stream တချို့ရှိမယ်နောက်တစ်ခု network တချို့ရှိမယ် okay အဲ့သုံးခုလုံးမရှိတော့ဘူးတော့က0ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ဘာစလုပ်မလဲဆိုရင်ကျွန်တော်ပထမလူငယ်တွေကိုအကြံပေးခဲ့တဲ့အတိုင်းပဲကို invest စလုပ်မယ် bro ကိုယ့်ကို invest လုပ်မယ် okay ဒါက first thing ပေါ့ yeah နောက်တစ်ခုနောက်ထပ် yeah နောက်ဆိုရင်ဘာဖြစ်မလဲ ကို invest စလုပ်မယ်ဆိုတော့ကျွန်တော်တို့အမှစာဖတ်မှာတော့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီကျန်းမာရေးအကုန်ပါသွားပါတော့ဥပမာ gym လဲဆော့မယ်ကျွန်တော်တို့ gym fees မတက်နိုင်သေးဘူးဆိုလဲအိမ်မှာတိုက်ထိုးတာမျိုးပါညာပေါ့အဲ့လိုမျိုးလေးကျန်းမာရေးကောင်းဖို့ body ကြည့်လို့ကောင်းဖို့အဲ့ဒါလေးလုပ်မယ်ပြီးရင်ကိုယ့်ရဲ့အုံနောက်ပေါ့အုံနောက်ကိုဖွံ့ဖြိုးအောင်ကျွန်တော်စာဖတ်မယ် focus တွေနားထောင်မယ်အဲ့လိုမျိုးပေါ့ bro ရနောက်တစ်ခုကဘာလုပ်မလဲဆိုတော့ yeah bro ငယ်ငယ်မဖြတ်မိတာ podcast ဆိုလို့ bro နားထောင်နေ okay bro podcast တွေဆိုရင်ဘာကြီးရှိလဲ bro ကျွန်တော်ရဲ့ podcast တူတာတဲ့ကျွန်တော်ရဲ့ video တွေကိုပိုကြည့်ဖြစ်တယ်Oh yeah ပြီးရီပို့အဓိကကျွန်တော်ကြည့်ဖြစ်တာIman Gaji ဆိုတာ bro သိလားမသိဘူးဖြစ်တည် email တည် Iman Gaji သူ့ video တွေဆိုတော့ကျွန်တော်မပြတ်တမ်းကြည့်ဖြစ်တယ် good job good job အဲ့ဘဲကိုကျွန်တော်ကြိုက်တာသူက15နှစ်လောက်ခရေကလေ bro သူရဲ့vlog တွေကလေ realistic ဖြစ်တယ်ဗျအဲ့ကလေးကသူကဘယ်လိုပြောမလဲ record လုပ်ထားတော့အခုချိန်မှာသူတကယ် multi millionaire ဖြစ်တဲ့အချိန်မှာတကယ်သူအမွေရတာလည်းမဟုတ်ဘူးထိပေါက်တာလည်းမဟုတ်ဘူးတကယ်ကိုစူးစမ်းခဲ့တယ်ဆိုတာမြင်တာတယ်ပေါ့ bro အဲ့ဒါမျိုးကျွန်တော်သူ့ကိုကြိုက်တယ်ပြီးတော့သူ့ video တွေကတော်တော်ကျွန်တော် life changing ဖြစ်စေတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ကိုယ့်အနေနဲ့0ကဖြစ်မယ်ဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့ကိုယ့်အနေနဲ့ self investment လည်းလုပ်ခဲ့ပြီးပြီလုပ်နေစေပေါ့နော်ကျွန်တော် investment ဆိုတဲ့ဥစ္စာကကျွန်တော်တို့ရက်သွားတယ်ပြီးသွားတယ်ဆိုတာမရှိဘူးကျွန်တော်တို့တရက်ထိလုပ်နေရမှာအဲ့တော့ကျွန်တော်တို့လေ့လာနေဆိုအမြဲလေ့လာနေရမှာအဲ့တော့လေ့လာနေစေဆိုရင်ကျွန်တော်တို့ကကိုယ့်အနေနဲ့ဒီ entrepreneurship ကျွန်တော်အနေနဲ့ပြောတာပေါ့နော်ဥပမာကျွန်တော်တို့တချို့ကျတော့လေဒီ entrepreneurship ကိုတက်ချင်မှကြိုက်မယ်ကျွန်တော်သာပြန်စရမယ်ဆိုရင်ဥပမာ15နှစ်ကပြန်စမယ်ဆိုရင်15နှစ်စတဲ့နေ့မှာကျွန်တော်business တစ်ခုရအောင်လုပ်တိတ်အချိန်ဆွဲမိတော့ဘူးတိလားဟိုကောင်းတာတွေမကောင်းတာတွေ perfect ဖြစ်တာတွေမဖြစ်တာတွေခဏမေ့ထားလိုက်မယ်အဲ့ဥစ္စာကိုရအောင်လုပ်မယ် service ကိုကိုအတက်နိုင်ဆုံးအကောင်းဆုံးပေးမယ်အဲ့လိုမျိုးပါဗျာbro ပြောရမယ်အဲ့နေ့မှာရအောင်စလိုက်မယ်ကိုလုပ်ချင်တဲ့ဒီ startup တစ်ခုပေါ့ဗျာကို invest လုပ်မယ်ပြီးသွားရင်နောက်တစ်ခုက bro ကိုအနေနဲ့ network ပေါ့အဲ့ဒါကို view ဆိုင်မယ်ဟုတ်လားကျွန်တော်ဟုတ်တယ် bro မနောက်ဟုတ် ဆုံး bro ကျွန်တော်ပြောတာပထမတစ်ချက်ကinvest လုပ်မယ်ပေါ့ invest လုပ်မယ်ဆိုတာကျွန်တော်တို့အကုန်ပါတယ်ကျွန်တော်တို့အသိဉာဏ်ပိုင်းလည်းပါတယ်ကျန်းမာရေးပိုင်းလည်းပါတယ် network ပိုင်းလည်းပါတယ်အဲ့တော့ invest yeah bro ကိုဟုတ်တယ် bro အဲ့အသိတော့ဉာဏ်လည်းရှိသွားပြီကျွန်တော်ပြန်ရှုပ်နေရ အဲ့လိုမျိုးချိန်နေမှာ okay bro ကျွန်တော်အစားအနေပြန်ပြောပြလိုက်မယ် okay bro ကြားထဲမှာဖြတ်မိလိုက်တဲ့နဲ့ကြာသွားပြီပထမတစ်ပိုင်းကဘာလို့ self investment ပေါ့ bro ရကျွန်တော်တို့ self investment ဆိုတဲ့နေရာမှာကျွန်တော်က၃ပိုင်းခွဲထားတယ်ပထမတစ်ပိုင်းကကျွန်တော်တို့brain ပေါ့ကျွန်တော်တို့ရဲ့အုံနောက်နဲ့ intelligence ကိုမြင့်တင်ရမယ်ဥပမာကျွန်တော်တို့ရဲ့အတွေးခေါ်အသိဉာဏ်ကိုပညာပေါ့ဒါကိုကျွန်တော်တို့မြင့်တင်မယ်ဒါကိုယဉ်နှိမ့်မြုပ်နိုင်မယ်ဒါကပထမတစ်ချက်ဒုတိယတစ်ချက်ကျတော့ကျွန်တော်တို့အကျမ်းမာရေးပေါ့ကျွန်တော်တို့ကိုကျမ်းမာအောင်လုပ်မယ်ယောဂမရှိအောင်နေမယ်ခန္ဓာကိုယ်ပူ fit ဖြစ်အောင်လုပ်မယ်ပေါ့ကျွန်တော်တို့ရင်တော့ပိန်နေအခုနည်းနည်းဟောပါပေါ့နော်အဲ့ဒါကျွန်တော် investment လုပ်ထားတာနောက်ဆုံးတစ်ချက်ကကျတော့network ပေါ့ကျွန်တော်လူသိပိုများအောင်လုပ်မယ်ကျွန်တော်တို့ရဲ့ဒီအတိုင်းဝိုင်းပိုချဲ့မယ်ပေါ့အဲ့ဒါကနောက်ဆုံးအချက်ပေါ့အဲ့တော့ဒီ၃ချက်လုပ်ပြီးသွားပြီလုပ်နေစေဆိုရင်ကျွန်တော်တို့ဒုတိယ step ဘာလုပ်မလဲဆိုရင်ကျွန်တော်အခုထားပါတော့ကျွန်တော်ပညာလန်းဆိုရင်ကျွန်တော် self development နေစလုပ်တာကပြောရမယ်ဆိုရင်ပြရ15နှစ်လောက်ကစလုပ်ပြတာဒါပေမဲ့တော့ပညာလန်းကိုစလုပ်ဖြစ်တာကျွန်တော်18မိနစ်တစ်နေ့2023လောက်ကမှစလုပ်ဖြစ်တာပေါ့နော်အဲ့တော့အဲ့လောက်ထိအချိန်ဆွဲမနေတော့ဘူးအတိဥမာကျွန်တော်အခုငါတိုးတက်အောင်လုပ်မယ်ဆိုတော့အတိရတဲ့နေမှာကျွန်တော်business ပါတစ်ခါလဲစလိုက် startup လုပ်ကြည့်မယ်မှားသွားတယ်ဆိုရင်ပြန်ပြင်လို့ရတယ်ကျွန်တော်အဲ့မှာကိုအစကတည်းကကို startup လုပ်လိုက်တယ်ပေါ့ရ bro ကျွန်တော်ဘက်ကနောက်ဆုံး question ပေါ့နော် bro ရဲ့ဘဝမှာပေါ့လုံးဝညှိနှိုင်းလို့မရတဲ့ကိစ္စတချို့ပေါ့ negotiate လုပ်လို့မရတဲ့ကိစ္စတချို့ဒါဒီဘဝမှာအသက်ရှင်မယ်ဆိုဒါလုပ်ကိုလုပ်ရမယ်ဆိုတော့တချို့ things တွေရှိလိမ့်မယ်အဲ့ဒါဆိုရင်ဘာတွေဖြစ်မလဲပေါ့ရအဲ့လိုရောမရှိပေမဲ့ပြောဆိုရင်တော့ yeah for sure အခုစာရေးနေတဲ့ဟာပဲပေါ့လေအဲ့ဒါကိုပဲပြောရမှာပဲကျွန်တော်ကစာရေးရဆိုတာကmaybe ကျွန်တော်ရဲ့ဝါသနာတော့မဟုတ်ခဲ့ဘူးကျွန်တော်ရင်းနဲ့အဲ့ဒါဝါသနာပါလာတာ JK Rowling ပြောလို့ပဲရင်းနဲ့အဲ့ဒါဝါသနာပါလာတာအဲ့တော့ပြောရမယ်ဆိုရင်ဒီဟာကဘာဖြစ်လာလဲဆိုတော့ကျွန်တော်ရဲ့live memories လိုမျိုးဖြစ်လာတယ် live memories လိုမျိုးဖြစ်လာတယ်အဲ့တော့ကျွန်တော်ရေးခဲ့တဲ့စာအုပ်တွေထဲမှာကျွန်တော်အကြောင်းတွေပုံများတယ်
အဲ့တော့အာအခုချိန်ကျွန်တော်ပထမဆုံးထွက်ခဲ့တဲ့အဲ့အသက်16မှာထွက်ခဲ့တဲ့စာအုပ်ကိုသွားဖတ်ရင်တချို့ဟာကြီးကျွန်တော်မကြိုက်တော့ဘူးဒါပေမဲ့ that's အာအသက်16မှာဒါတွေးခဲ့တဲ့ဟာအသက်16မှာငါဒါလေ့လာခဲ့တဲ့အရာအဲ့လိုပြန်ပြီးတော့မှတ်မှမိတယ်န်တယ်မှန်တယ် bro အဲ့တော့ကျွန်တော်စာရေးတယ်ဆိုတဲ့ဟာကြီးက business မဟုတ်ဘူးကျွန်တော်တို့ကပြောရမယ်ဆိုရင်ဒီဟာကြီးကစာရေးနေမှာပတ်စံရတာတော့မဟုတ်ဘူးကွာတခြားဟာကြီးကနေပြီးတော့အဓိက business ကိုတည်ထားတယ်စာရေးတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့ live memory ပေါ့ကျွန်တော်ကတော့အခုအသက်20မှာကျွန်တော်ရေးရဒီစာအုပ်တွေโอเคကျွန်တော်အသက်30ရောက်သွားတဲ့ခါကျရင်စာအုပ်တွေရေးနေပါပဲထွက်နေပါပဲစာအုပ်တွေကဒါပေမဲ့ဟုတ်တယ်ဟုတ်တယ် bro ဒီကိုတွေမတူတော့ဘူးရေးတဲ့ပုံစံတွေမတူတော့ဘူးအဲအဲ့ဒီဟာ process ကကျွန်တော်တောက်လျှောက်ကလုံနေမှာပဲဟုတ်တယ်မလားကို့မှာဝင်ငွေတစ်ပြားမှမရှိတော့ဘူးဆိုတော့မှဒါကြီးကတော့လုံနေမှာပဲရှိရချင်းထုတ်မှာပဲစာအုပ်ကတော့အဲ့လိုမျိုးကျွန်တော်ဟုတ်ခံယူတယ် ထားတယ်เนาะအဲ့တော့အခုကိုးမြောက်ကမကြခင်ထွက်လိမ့်မယ်ကိုးမြောက်ကတော့ကျွန်တော်ဒီမှာနည်းနည်းလေးဒီဟာလေးကို intro လေးဝင်ပေးရမယ်ဆိုရင်ကိုးမြောက်ကကျတော့ကျွန်တော်ကအဓိက point ရပါလဲဆိုတော့အာအဓိကအဲ့ဒီစာအုပ်ကဟိုဘယ်နေရာကိုပဲလှန်ဖက်ကွာတခုခုအတွေးတစ်ခုကြံမဲ့စာအုပ်မျိုးပေါ့နော်ကိုအမြောက်ကတော့လုံးဝရိုးရှင်းရှင်းလေးရေးထားတဲ့စာအုပ်ဒါကိုကျွန်တော် live memory ပဲကွာသိရမလားအဲ့လိုမျိုးပဲ Facebook မှာတင်တဲ့စာတွေဆိုလဲအဲ့လိုပဲဒါတွေငါလုပ်ခဲ့လေ့လာခဲ့အတန်းရေးဒါပေမဲ့ကျွန်တော် Facebook မှာတိတ်မတင်ဖြစ်တော့စာတွေကိုနောက်ပိုင်းကျရှိအခုဆိုရေးထားအများကြီးပဲကွာဒါပေမဲ့မတင်ဖြစ်တော့စာအုပ်ထွက်မှာပဲအဓိကပါမယ်ပေါ့လေဘာလို့ Facebook မှာမတင်ဖြစ်တော့လဲဆိုတော့တည့်ရတိုင်းပဲ bro စာအရန်ရှည်တယ်ကွာစာအုပ်ထဲမှာရေးတဲ့စာတွေကတချို့ဟာတွေကြတော့အဲ့လိုမျိုးတင်လို့မကောင်းဖတ်တဲ့သူကလည်းမရှိဘူးအဲ့လိုမျိုးဆိုတော့တကယ်ကျွန်တော်စာအုပ်ကိုဖတ်ရှင်တယ်ကျွန်တော်ရေးတဲ့စာတွေကိုဖတ်ရှင်တယ်ဆိုရင်စာအုပ်လာပဲတကယ်နှစ်တွေပဲပါလိမ့်မယ်အဲ့လိုမျိုးပဲကျွန်တော်လုပ်တော့တယ်နောက်ပိုင်းကျရင်အဓိကအဲ့တော့ကျွန်တော် Facebook မှာကျတော့ဘာကိုအဓိကသွားလဲ social media မှာကျတော့ဒီ content creation ကိုအဓိကသွားလိုက်တယ်အဲ့တော့ video တွေပိုရိုက်ဖြစ်တယ်ပေါ့လေအဲ yeah ဒါပါပဲ bro ပြောတဲ့မိကုံပြန်ရှော့မယ်ဆိုရင်ရှိလားဆိုတော့ဟိုစာရေးတဲ့ဟာကြီးကိုတော့လုံးဝ100%ရှိရလို့ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ရွေးချယ်ရမယ်ဆိုတော့ဒါကိုပဲရွေးလိမ့်မယ်ဒါကိုပဲလုပ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့စာရေးတာကိုယ်နဲ့ပတ်သက်ပြီးတော့လည်း awareness ပိုဖြစ်တယ်ကွာရေးလိုက်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အတွင်းထဲမှာမှန်တယ်မှန်တယ် bro ဒီထဲမှာပဲဒီဟာကြီးကို live memory နဲ့ထားခဲ့တာဖြစ်တဲ့ကြောင့်မလို့ပီတိဖြစ်တယ်ဒါပေမဲ့ဒီဟာကိုဖတ်တဲ့generation Z တစ်ခုပေါ့အဲ့ဒီဟာပြောင်းလဲသွားရဆိုရင်လည်းအရန်ကုသိုလ်ရတယ်လို့ခံစားရတယ်ကျွန်တော်လည်းဝင်ငွေဝင်နေဆိုတာကနောက်မှအဲ့အရင်ဆုံးအဲ့ဒါကြီးဟုတ်တယ်ဟုတ်တယ် bro ကိုယ့်ရဲ့ passion လည်းဖြစ်တယ်ဟိုတခြားဘယ်လိုပြောမလဲလူငယ်တွေလည်းလေဟိုอืကူညီมပေးတဲ့သဘောရောက်တယ်ပို့ရဟုတ်တယ်စာရေးတယ်ဆိုတာကျွန်တော်ကိုယ်တိုင်တော့မထင်ဘူးစာရေးတဲ့သူဖြစ်မယ်လို့ပေါ့လေကျွန်တော်ကတော့မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်နေတဲ့ပုံစံဘယ်လိုပြင်မှာတွေ့ရင်သိလိမ့်မယ်ကွာကျွန်တော်ကလုံးဝ freelance ပုံစံသွားတာများတယ်အဲ့လိုတွေ့ရ bro ရဲ့ဟိုကျွန်တော်နဲ့ဆိုတော့ bro ဟိုကလေကျွန်တော်ပိုကြီးတယ်လို့ bro ထင်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော် outfit တွေဘာတွေကလေ bro ဝတ်တဲ့ outfit တွေဘာတွေကကျွန်တော်တွေ့တယ်ဟိုလူငယ်တော်များစုကလေဟိုဒီဘောင်ထဲမှာပြားဒီလားကိုလှုပ်ချင်တာယူဥပမာ bro ဆိုရင် street wear ကြရတာ street wear ဝတ်ရတာကြိုက်တယ်ကျွန်တော်ဆိုရင်ကျွန်တော် formal wear ရတာကြိုက်တယ် formal wear ရတာဘာလို့ကြိုက်တာလဲဆိုတော့မပြောတဲ့ဘူးကျွန်တော်ကိုယ်တိုင်ဒါကိုကြိုက်လို့ bro ဆိုလဲ bro ကြိုက်လို့ဝတ်တာလေသိရမလားအဲ့ဒါလေဟိုလူကဥပမာစူးစမ်းနေတဲ့လူငယ်ဆိုခုလိုမွေးရဘူးလို့ဒီလိုဝတ်ရမယ်အဲ့လိုမထားစေချင်ဘူးရအဲ့ဒါကျွန်တော်ကြိုက်တာဝတ်တယ်ဗျာဟုတ်တယ် good okay အရင်ကောင်းပါပြီကျွန်တော်2 နိုင်လောက်ကြာသွားပြီ အဲ့ဒါ bro yeah okay bro အဲ့တော့အဲနှုတ်ဆက်လိုက်အောင်ကျွန်တော် podcast ကိုအဆုံးသတ်ပြီးတော့ okay bro ရ bro အရင်နောက်ဆက်လိုက်ရ bro okay အဲ့တော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ podcast ကိုအာနားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်ပေါ့လေကျွန်တော် audience တွေရောbro rain ရဲ့ဟို audience တွေရောပေါ့လေအားလုံးကိုကျေးဇူးတင်ပါတယ်အခုပြောသွားတဲ့ထဲကနေပြီးတော့ဆိုလိုတာကအကုန်လုံးမရရင်တော့မှပေါ့လေတစ်ခုနှစ်ခုကတော့ကောင်းကောင်းရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်အဲ့တော့နောက်ခါကြီးကြရင်လည်း bro နဲ့ဆက်ပြီးတော့တွေ့ပြီးတော့ဆွေးနွေးရတာပါ okay ကျေးဇူးများတင်ပါတယ်ဟုတ်โอเคကျွန်တော်လည်း bro ကိုbro မင်းခင်ကိုအများကြီးကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်နဲ့ focus လေးလုပ်ဖို့scan လန့်ခဲ့တယ်နောက်ကျွန်တော်တို့လုပ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ bro နဲ့လည်းကျွန်တော်ဒီ offline podcast တွေပေါ့ကျွန်တော်တို့အပြင်မှာလည်းတွေ့ပြီးတော့ရိုက်ဖို့စိတ်ကူးရှိတယ်ပေါ့နော်ကျွန်တော်တို့ရိုက်ဖို့လည်း plan လုပ်ပြီးတော့ရိုက်ဖြစ်အောင်ရိုက်ပါအောင်မယ်အဲ့တော့ဒီ okay podcast တွေကနေပြီးတော့အဲအများကြီးရမှာသွားလို့ဆိုရင်တော့ကျွန်တော်တို့တစ်ခုလောက်ကြာသွားတယ်ဆိုရင်ကျွန်တော်တို့ဒီအချိန်ပေးရကြိုး edit ရကြိုးကျွန်တော်တို့ upload ရကြိုးနောက်ဆုံးကျွန်တော်တို့ data နဲ့ upload ရတယ်အဲ့တော့ upload ရကြိုးနဲ့တယ်လို့ကျွန်တော်ပြောချင်ပါတယ် yes ဒီပါ bro okay okay အဲ့ဒါကျေးဇူးပါနော် bro တဒါ yes bro